ဘုရားရှိခိုးကြရအောင်နမောဝိဝေဇဝါရိနောမာကာရုဏိကတာနမောဝိဝေဇဝါရိနောမာကာရုဏိကတာနမောဝိဝေဇဝါရိနောမာကာရုဏိကတာမဟာကရုဏိကတကြည်ခြင်းများပြားကရုဏာတရားကိုဝိနည်းတတ္တဝါတို့ပေါ်၌ထားတော်မူ၏ထသောမဟာကရုဏိကတအောက်သန္တရာတက္ကာယအထက်သန္တရာတက္ကာယဟုဆိုအပ်သောတက္ကာယနထာဏတို့မကြမရောက်ရအောင်စောင့်ရှောက်ကြတဲ့မဟာကရုဏာရှင်လေးဖြစ်တော်မူ၏ထသောမဟာကရုဏိကတဒုက္ခဘုံ၌ခံစားရမည်ဒုက္ခသစ္စာသူရိဘုံ၌ခံစားရမည်ဒုက္ခသစ္စာဤသစ္စာနှစ်ပါးတို့ကိုမခံစားကြရအောင်စောင့်ရှောက်ကြတဲ့မဟာကရုဏာရှင်လေးဖြစ်တော်မူ၏ထသောဝေဝဇဝါရိနောဝေဘံပိုင်းခြားကဟောကြားတော်မူလေရှိတော်မူသောဝေဝဇဝါရိနောဤကသတ္တလံစဉ်ဤကဥစေရလံစဉ်ဟူ၍အယုတ်တရားနှစ်ပါးတို့ကိုရှောင်ရှားကမဇ္ဈိမပရိပရာကျင့်မြတ်လန်းစဉ်ကိုသာလင်ဝေဘံပိုင်းခြားကဟောကြားတော်မူလေရှိတော်မူသောဝေဝဇဝါရိနောဤကပေတယမိအကြောင်းတရားဤကတိယုံနာတိယမိကျိုးတရားဟူ၍ပေယမိပါတ္တပခန္ဓာတိယမိပရိညာတ္တပခန္ဓာတို့ကိုဝေဘံပိုင်းခြားကဟောကြားတော်မူလေရှိတော်မူသောသမ္မာသမ္ဗုဒ္ဓတ္တသစ္စာလေးရန်ဓမ္မမံကိုဆရာမကူသင်္ဘူဉဏ်ဖြင့်ကိုယ်တော်တိုင်ပြည့်စုံစွာသိမြင်တော်မူပြီးထသောကိုယ်တော်တိုင်ပြည့်စုံစွာသိမြင်တော်မူပြီးသည့်အလျောက်ဝိနည်းတတ္တဝါတို့ကိုယ်တော်နှင့်မချတမောလာတို့သာလျှင်သိမြင်တော်မူစေရသောသဗ္ဗညုတဉာဏပိုင်ရှင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားအမကန္တိရဝါရတသနသံဗရဏီဖြာဖြာကိုဒေသနာတော်ရဲ့ယမဖွေရှာကတင်ပြဟောကြားမိတပိတော်နှင့်ယုသိစွာနာယုမသားကြမိတရားနာပိသဘောင်သူတော်ကောင်းတို့၏အမကံထီရဝါရတသနာသံဗရဏီဖြာဖြာကိုခြေခံထား၍နှလုံးသားဝဲကိုစီကုံကစေတီတည်ခြင်းဖျားတည်ခြင်းကအလိုရှိကြပါကုန်သောတပိတော်မတို့၏နမောဥခေါင်းညွတ်ကျိုးလက်ဆုံးမူ၍ရှိခိုးကြရလျက်ခြင်းသည်အထုစင်စစ်မသွေဖြစ်ပါစေတည်းသာသနာတော်နှစ်2548ကောဇာတက္ကရာ1366တရင်ညုတ်လဆန်း4ရက်နေ့18ရက်10လ2004ခုနှစ်ရန်ကုန်တိုင်းဒဂုံမြို့နယ်မှတ်61ပြည်တော်စုသာလမ်းဒေါက်တာဦးလူမော်ဇနီးဒေါခင်ဆွေတို့၏နေဝဲဓမ္မစေတီဟွာတွင်ထုတရားဝဲကျင်းပသည်မှာ21ကြိမ်ပြည့်ခဲ့ပါပြီနော်ဒီတော့မနေ့ကကြာမောက်ကြာလန်ဆိုတဲ့အတိုင်းပဲကြာလန်ဆိုတဲ့မှာလဲကြာပါတယ်ကြာမောက်ဆိုတာမှာလဲကြာပါတယ်နော်ကြာမောက်ကြာလန်ဒါတွေနဲ့ကြည့်အောင်အဲ့တော့ဒီစေတီပထိုးတွေမှာကြာပန်းတွေထားပါကြာပန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်ဒီကနည်းနည်းလေးဘုန်းကြီးများပြောပါမယ်ဒီနေ့လည်းဘုန်းကြီးများဒီဓမ္မစေတီအကြောင်းအရာကိုလာပင့်ပါရန်ကင်းကလာပင့်တဲ့ဘုန်းကြီးများပြောတယ်ဒီကြာပန်းနဲ့ဒီဓမ္မစေတီတရားတော်နဲ့ပတ်သက်လာရင်အာမခံရေးတာတော့မဟုတ်ပါဘူးဒီရှင်းရတာကာလပတ်လုံးမှာဟောမဲ့တရားတွေအဲဒီကရှိနော်သွားမထောင်နဲ့နောက်ကနေသွားပြောပေးနေဆိုတော့ဓမ္မစရိတရားတွေစာရွက်ကလေးပေးလိုက်တယ်ခောက်ခက်ပြီးတော့ထည့်တာပေါ့ဒီလိုမျိုးစာရွက်ကလေးအဲ့တော့ဓမ္မစရိတရားတော်မှာစပြီးတော့ဖွင့်လိုက်တရားနေပြီးတော့ပြီးဆုံးတဲ့အထိမသိတဲ့ချက်လက်တရားများတယ်ဆိုတော့ဟုတ်ပါမလားပေါ့တရားတွေတော်နာပါတယ်ဒါမှမေးခွန်းတစ်ခုမေးပါတယ်လင်းမရှိတဲ့မယားမယားမရှိတဲ့မတင့်တယ်ကိုပြောဘူးနော်ဥပဒေအောင်လင်းမရှိတဲ့မယားအလံမရှိတဲ့ယထာတကွန်မရှိတဲ့ဘုရားအကြောက်ရတယ်ဘုရားဒါဘုရားလေးမှာတကွန်နိုင်ပါပါတယ်အဲ့ဒီတကွန်နိုင်ကိုဘာလို့ထားဟာမသိဘူးတစ်ချက်
ဘုရားရှင်မှာရှင်သေးကြီးတွေတွေ့လားတွေ့ပါတယ်အဲ့ဒီရှင်သေးကြီးတွေကိုပေါက်တာအဲ့မသိဘူးဟာခက်နှစ်ခုမေနှစ်ခုမသိဘူးပန်းဆွဲဘလူးပန်းဆွဲတွေနဲ့အညာဆိုတော့ဘလူးပန်းဆွဲတွေတွေ့ဦးတယ်ဘလို့ထားတယ်အဲ့ဒါလည်းမသိဘူးတခုမှဒီတော့အစ်စ်တွေဖြစ်ပါလိမ့်မယ်ဒီဓမ္မစရိတရားမတူဓမ္မတရားနဲ့မတူဓမ္မတရားသုတ်တန်နာမည်တူမယ်ဟောပြောနေနေများတော့အာတိဝီသောမှာသုတ်တန်မဟာစီစရောဘုရားရဲ့တမျိုးဟောမယ်တိပိကဆရာဆရာတော်တိရုဆရာတော်နည်းနည်းနဲ့မူလအသားကတော့မွေကြီး၄ကောင်နဲ့မာဖို့၄ပါးကိုမွေကြီး၅ကောင်လို့မရဘူးမဟာစီစရောဘုရားကြီးကလည်းမွေကြီး၄ကောင်၅ကောင်လို့မရဘူးဟုတ်တယ်နော်ဒီဓမ္မစရိတရားမှာတော့ဖြင့်ဟောကွက်တရားလေအမြဲတမ်းတစ်တွေဖြစ်တယ်ဘာလို့လဲဆိုတော့ဥပမာဥပမာရတယ်ဘုန်းကြီးများထဲ့တယ်အစ်စ်တွေခုဒီနေ့ကြာဆိုတဲ့သဘောလေးကိုနည်းနည်းလေးပြောအောင်နော်ကိုဝင်းစောကြီးကြာလို့ဆိုတာနည်းနည်းလေးသိမများကြီးအများကြီးတော့မဟုတ်ပါဘူးပထမဦးဆိုတာဘုန်းကြီးတို့အခုဒီတရားဝဲကိုခုလိုလာရောက်တွေ့ဆုံရတဲ့ပုံကိုယ်တွေဖြစ်ရှင်းအောင်မေတ္တာရဲ့သင်္ကေတအနေနဲ့ဟောထားတဲ့ပုဗ္ဗေဝသဏိဝသေနပစ္စုပန္နဟိတိနဝါဆိုအဲ့ဒီမှာပကံခေတ်ကဇေဒီပထိုးများ၌ကြာမန်းများကိုထားရှိခြင်းသည်ဟုတ်ပြီနော်ဟောတယ်လေရှေ့ဆရာတော်ကြီးတွေကိုယ့်အမြတ်ဘုရားယရဏတရားယရဏသံဃာယရဏမြတ်သုံးပါးတို့ဆရာယရဏမြတ်သုံးပါးဆရာသမားတို့ဟာရှိခိုးရသောကြောင့်ပိန်းကြာပတွင်ရေမတင်လျော့ကြတကဲ့သို့သိရတာရှိတယ်နော်ကြားဘူးလားနော်ပိန်းကြာဘက်တွင်ရေမတင်လျော့ကြတကဲ့သို့သောကအန္တရာယ်ရန်စွဲမရှိပဂရိချမ်းသာရင်ဖြစ်ကြပါပြီဟာသိကောင်းလိုက်တာအောင်မလေးအရင်ကရတာမရှိဘူးဓမ္မစရိတရားနာပြီးမှရတာရှင်ရေးပေးစမ်းငါရှင်ပိန်းကြာဘက်တွင်ရေမတင်လျော့ကြတကဲ့သို့သောကအန္တရာယ်ရန်စွဲမရှိအဲ့တော့ကြောက်ရော့ဗျာပိန်းကြာဘက်တွင်ရေမတင်လျော့ကြတကဲ့သို့အောင်မလေးချစ်ဆရာကြီးဥကောတန်လို့စကားမဟုတ်ဘူးကိုကြီးဟာဘုရားစကားရှေးဆရာတော်ကြီးတဲ့စကားပိန်းကြာဘက်တွင်ရေမတင်လျော့ကြတကဲ့သို့သောကအန္တရာယ်ရန်စွဲမရှိပဂရိချမ်းသာရပါစေဟောကောင်းလိုက်တော့ဘာမှမသိဘူးကောင်းတယ်နော်သူကဆိုဟန်လေးကောင်းတယ်နော်ပိန်းကြာဘက်တွင်ပိန်းပေါ်လေးကိုပိန်းရွယ်လေးပေါ်ကိုရေတင်လိုက်တဲ့ခါမှာရှော့ကြကြာပန်းလေးပေါ်ကြာရွယ်လေးပေါ်ရေတင်လိုက်လို့ရှိရင်ရှော့ကြအဲ့ဒါအောင်ပကံခက်ကပိန်းကြာဘက်တွင်ရေမတင်လျော့ကြကြာပန်းလေးကိုတူရခြင်းသည်တဲ့ဟုတ်ပြီနော်အဲ့ဒီပေါ်မှာအန္တရာယ်မရှိချမ်းသာပါကျေးဇူးတရားကိုသိတတ်ခြင်းခွင့်လွှတ်ခြင်းအပြစ်ပြေပြောက်ခြင်းအတွက်ကြာပန်းစကားကိုထည့်သုံးတာပါဟာကောင်းနေတယ်ပြီနော်ကြောက်တယ်ဗါတယ်လေခွင့်လွှတ်ခြင်းလို့ရှိရင်ကြာပန်းလေးပေးပါအပြစ်ကြေးခြင်းကြာပန်းလေးပေးပါကျေးဇူးတရားသိခြင်းကြာပန်းလေးပေးပါတူပါတယ်ကိုကြီးအောင်ကြာပန်းအနိမှုဘယ်ရောက်ကြာပန်းလာတူတယ်နော်ဒါဘာရွေးခြင်းလာလို့ဘုန်းကြီးဖုံဖုံမြတ်နိုးလို့ဒါပဲဆရာတော်ဘုရားရဲ့ဓမ္မစရိတရားကိုနာကြပြီးကြာတပည့်တော်မှဆရာတော်ရဲ့ကျေးဇူးကိုသိလို့ဒါတူတယ်တပည့်တော်မြန်အကဲအရှင်ဘုရားပေါ်မှာအစုံတစ်ခုသောအပြစ်ရှိရင်ကြေးပါလို့အဲ့ဒါမျိုးရွေးချက်ရှိခဲ့လားရှိရမှာကြာပန်းလေးဘုန်းကြီးသဘောမှလာတယ်နော်ခဏတော့ကင်ကြရအရှင်မြတ်အဲ့ဒါတွေဟောပါဘယ်ဟောလိမ့်မလဲဟာတရားဟောမှာမဟုတ်ဘူးဘုန်းကြီးသူတို့အစပဲချပေးလိုက်ဟုတ်လားကိုကြီးအောင်၄ခု၅ခုလောက်မေးလိုက်တယ်ဒီကောဘကတွေရှင်ထဲမှာညှိသွားပြီဟာဒီလို့ရမယ်ရက်တိုးတင်တိုးနေဟုတ်တရားတော်မဟောသေးနေဟုတ်သူတို့တစ်ခုရင်းမေးလိုက်တယ်တစ်ခုမှဖြေလိုက်တယ်ကြာပန်းဒီမှာကြာပန်းတွေ့လားတွေ့ဘူးပါလေဘာဖြစ်လို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဘုရားလောင်းသိသူ့မိတာရှင်သိကြာပန်းဘယ်နှပွင့်၅ပွင့်နဲ့ဘုရားစုတောင်းတယ်ကြားဘူးတယ်ဘာလို့တောင်းတယ်အဲ့လိုလည်းမသိပြန်ဘူးသူမေးတဲ့အချက်တိုင်းမသိဘူးပြည့်သိရတဲ့မင်းသားလေးမွေးတဲ့အခါမှာကြာပန်း9ပွင့်ပေါ်ကိုနင်းပြီးအကောဟမသမီးဆိုခဲ့တယ်အဲ့ဒီကြာပန်းအောက်မှာခံခဲ့တယ်အဲ့ဒါလည်းမသိဘူးခင်ဗျမသိရရင်များနေပြီအဲ့ဒါတရားဝတ်လုပ်တဲ့ပြန်တော့ပြောပြရဒါပဲနော်ဒီပဲခုပါတယ်လေပိန်းကြာဘက်တွင်ရေမတင်လျော့ကြတကဲ့သို့သောကရင်းဆွဲအန္တရာယ်မရှိဆိုတဲ့စကားမှာအဲ့ဒါကိုပကံခစ်ကကြောက်စံမှတ်တမ်းများရှေ့စာများမှာတို့နှစ်ပေါင်း1000ကျော်ပါတယ်လေကျေးဇူးတရားကိုသိခြင်းအပြစ်ကိုကြည်ခြင်းခွင့်လွှတ်ခြင်းကိုရည်ရွယ်ပါသည်ဒါဆိုရင်ဒါခက်နေပြောလိုက်လောကီတွေပြောလိုက်တာကိုကြီးအောင်ကြာမောက်ကြာလန်ကြားပါတယ်လေအပြစ်ကျေးဇူးတရားကိုသမ္မာသမ္ဗုဒ္ဓရွှေတော်ဘုရားကြီးကိုတွေ့ပြီးသမ္မာသမ္ဗုဒ္ဓတဆုဒီလောကမှာတောင်မြုပ်ဆရာတော်ကြီးရဲ့ကြပြာကိုသတိတရားရဖို့ကောင်းတယ်ဘုရားရှင်တော်မပွင့်ပေါ်ကတော်ပြီဒါကောချက်စစ်ဆိုတာဟုတ်ပြီလားဤကားကုသိုလ်အကုသိုလ်မသိဘူးအပြစ်တွေကြီးတယ်ဟာကျေးဇူးတရားဒီဇေဒီပထိုးတွေရှိနေတော့အဲ့ဒီဇေဒီတွေကိုထီးတင်တယ်ခင်ဗျားတို့တမတော်ဆိုအောင်လေကျေးဇူးတင်လိုက်အောင်ဗျာဓမ္မကြီးဥပဒနာလည်းဒီတရားဟောလို့ငါလည်းတင်လိုက်
ဟုတ်ပြီလားနော်အဲ့ဆိုမြတ်တတ်ပါတယ်ဥပမာမြတ်တတ်ပါတယ်နော်ဘာဗျာမင်းတို့မင်းပဲဖြစ်ဖြစ်ဗျာဘိုးယုံကြီးတွေဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အဲ့ဒါတွေဘေးဖယ်လိုက်ဘောင်းမီတွေသင်္ကန်းတွေမကိုက်တွေဘေးဖယ်ဩဘာပဲပြောပြောဒီရွှေတကုံကုန်းမီပေါ်ငါရောက်လာတယ်ရောက်လာပြီးတော့ဒီစေဒီပထိုးကိုသူတို့ဘသူပဲလှုပ်တဲ့တကြီးဘုရားရွာသားကောင်းမှုပဲပြောပြောဘာရဲခဏဘေးဖယ်လိုက်ကုသိုလ်တရားကိုညှဉ်းနှွမ်းမရဘေးဖယ်လိုက်ဟောဆရာတော်ဦးကောသန္တာရွာမှာဗလာဘုရားတယ်တကယ်တော့တကြီးဘုရားရွာသားကောင်းမှုလားတကြီးဘုရားအများကောင်းမှုလားဘာမှမသိအဲ့စကားတကြီးတဲတဲ့ဘုရားကိုရွာသားတွေကဝိုင်းကူညီလို့ဒီစကားပေါ်တာလားသို့မဟုတ်ပြည်သူပြည်သားတွေဥစ္စာကိုရေသက်ချမှာဒီဘုတ်ကိုရရှိရလာချတာလားအဲ့ဒါဘာမှမသိဘူး I don't know ကျတော့မသိဘူးခင်ဗျားတို့ပြောတဲ့ဥပမာတကြီးဘုရားအများကောင်းမှုတကြီးဘုရားရွာသားကောင်းမှုတကြီးတဲတဲ့ဘုရားဆိုတာကွာတို့ဝိုင်းဝန်းပြီးတော့ကုသိုလ်ကောင်းမှုလုပ်တဲ့နဲ့နိုင်ငံတော်လူရက်ကွက်တစ်ခုရဲ့အကြီးအကဲရဲ့ဥစ္စာကိုပြည်သူပြည်သားတွေဝိုင်းကူညီတဲ့ဆိုတဲ့အဓိပ္ပာယ်ဆိုရင်အကောင့်ဒါလိုမှမဟုတ်လို့ရှိရင်ပြည်သူပြည်သားတွေလူတဲ့ဥစ္စာကိုရေသက်ချကနေမှဒီငနေကြီးကလာချတာဆိုရင်အဲ့ဒါအဆိုးနှစ်ခုလုံးပြောခဲ့တယ်နော်အဲ့ဒါတွေကိုဘေးရှောင်ပြီးဒီမျိုးစီတွေနီးနဲ့ကြည့်လိုက်တဲ့ကမှာဩရွှေတုံဘုရားကြီးတတ်တတ်ပဲဖြစ်နေတယ်ကျင်ညူစရာဖြစ်နေတယ်ဘသူတဲတာလဲဘသူထီးတင်တာလဲဘာအတွက်လဲအာကောင်းရရရှိတာပါဘေးဖယ်လိုက်တာအဲ့ဒါတွေအကုန်လုံးဘေးဖယ်တယ်အသားပဲကျန်တယ်ကြောင့်ဘုန်းကြီးများလို့ဟောတော့ပထမတော့ဘုန်းကြီးကအစိုးရကိုဆန့်ကျင်နေတာမဟုတ်ဘူးကျုပ်ဖမ်းမှာဘောထောင်းလိုက်ရသူဟောတာကဖြေပြနေတာဘာလို့လဲအဖို့တွေအစ်စ်တွေကိုဖြေနေတာဟုတ်လားဥလို့တောင်းဒီချိန်ကြီးကျုပ်ဘာထောင်းလိုက်လာနာတယ်ဘုန်းကြီးဟောတဲ့တည်းကီးကြိုက်တယ်ကွာပြန်သွားတာကပရင်3ယောက်လာနာ3ယောက်တော့လာနာဆိုရတဲ့သဘောကဒါကဥလူမော်တဲတာဘိုးချုပ်ကြီးလူမော်စိတ်ဝင်စားတယ်မှတ်မိရဲ့နော်ဒါကြာမောက်ကြာလန်တွေ့တဲ့ခါမှာကျေးဇူးတရားတွေသိဖို့အပြစ်တွေကြည်အေးဖို့ခွင့်လွှတ်ဖို့ဟာကောင်းတယ်တရားစတားပြငါရှင်ငေးမနေနဲ့ကျေးဇူးတရားတွေကိုသိဖို့ဘယ်လိုတဲခဲ့တာပဲဆိုသို့သောတမ္မာသမ္ဗုဒ္ဓရဲ့ကိုးစားတည်ထားတဲ့စေတီဘယ်လိုဖြစ်ခြင်းကြောင့်တဲခဲ့တဲ့အမည်တွေသူ့ရည်ရွယ်ချက်တွေကိုတို့နားမလဲတော့တို့သွားမဲ့ရည်ရွယ်ချက်ကတခုတည်းရဲ့ဧကာယနောယံဘိက္ခွေမက္ခောတခုတည်းနော်ခုနကတော့ဘိုလ်ချုပ်ကြီးဥလူမောဘိုလ်ချုပ်ကတော်ကြီးဒေါခင်ဆိုရ तू ကသူဘိုလ်ချုပ်ယာတို့ဥလူမောကသူ့ဆရာဝန်ကြီးယာတို့ကိုမြဲဖို့ဖြစ်ချင်းဖြစ်မယ်ဒါအဲ့ဒါမစင်စားဘူးတို့ကတခုတည်းပဲဧကာယနောတွက်လိုက်ကောင်းမကောင်းလားဘုရားညည်တယ်ဘုရားမညည်ဘူးထေရဝါဒကဘုရားနဲ့မှမညည်ဘူးသာသနာ့တန်ခါဘုရားမှမညည်ဘူးအဲ့တော့အပြစ်ကိုခွန့်လွတ်တတ်တယ်အပြစ်ကိုခွန့်လွတ်တယ်ဆိုရင်တပည့်တော်မရမှာဗျာဒီတန်တရားမှာဒီသာဘောရမမြတ်စွာဘုရားရှင်ရဲ့သာသနာထဲမှာမေတ္တရားဖို့တရားရပြီးကျွတ်တန်းဝင်ခွင့်ရှိတယ်ဆိုရင်အဲ့ဒီကြာမောက်ကြာလန်မှာတပည့်တော်သူတော်ကောင်းတွေအရိယာသူတော်တွေကိုပြစ်မှားစော်ကားတာမရှိကြည်ပါဗျာဘာမှမဆိုင်ဆိုင်လားဟာကိုယ်လန်းလေးကိုဖျောက်ကျေးဇူးတရားတွေသိတယ်အပြစ်တွေပြည်တယ်အကယ်၍များဘုရားသွားပြီးတော့ဝယ်လွန်သူပဲဖြစ်နေပြီဥပောသနာဖြစ်နေပြီငါ့ပုံမှာသုံးတရားသောအပြစ်ရှိငါခွင့်လွတ်တယ်ကြည်ဟာကောင်းလိုက်တာဗျာအဲ့တော့ဘာရှိလဲဘာအယောင်မှမရှိဘူး class တွေမရှိဘူး color တွေမရှိဘူးသူ့ရဲ့ rank တွေမရှိဘူးရှိလားယာရုအာနာလည်းမရှိဘူးပါဝါလည်းမရှိဘူးသုံးချက်ပြောလိုက်ပါတယ်ဒါအများကြီးနော်မေတ္တာရဲ့သင်္ကေတသီလသင်္ကေတသမာဓိသင်္ကေတဒါနသင်္ကေတပညာသင်္ကေတဟာအများကြီးအဲ့ဒါတွေဘုန်းကြီးချုပ်လိုက်တယ်ဟုတ်ပြီနော်ဘာလဲကြာပန်းဆိုဒီမှာမေတ္တာရဲ့သင်္ကေတသီလရဲ့သင်္ကေတသီလရဲ့နဲ့ကိုယ်တော့ရေးလိုက်ရေးဖို့သီလမေတ္တာသီလသမာဓိပညာကြာပန်းရဲ့သင်္ကေတအများကြီးသုတ်တန်နေလည်းအများကြီးနော်ဓမ္မကြီးဇရာတုတ်ဆိုတဲ့သုတ်တနိဗ္ဗာန်အထကဝကတဏှာရိတို့ဖြင့်မရှိသောယန္နာပုဂ္ဂိုလ်သည်တဏှာရိတို့ကိုမမီသောယန္နာပုဂ္ဂိုလ်သည်အတွင်းပါတရားအလုံးတို့၌ချစ်ခြင်းကိုလည်းချစ်ခြင်းကို၎င်းမုံခြင်းကို၎င်းမပြုတ်ကြာဘက်၌ရည်သည်မကန့်ကြီးတကဲ့သို့ဇရာတုတ်သုတ်တနိဗ္ဗာန်ပါဠိအဲ့ဒီဇရာတုတ်သုတ်တန်နေတဲ့ပါဠိတော်တွေကိုအကြောင်းပြုပြီးတော့အဲ့ဒီဇရာတုတ်လေးအကြောင်းပြုပြီးတော့ PhD ရတယ်ဟုတ်ပြီနော်သုတ်တန်နိဗ္ဗာန်လားမှတ်သားဝယ်ပါဠိတော်များကို PhD တက်တယ်ဒီနိုင်ငံမှာလက်မခံတာလေဥရကဝယ်ဘုန်းကြီးများမှတ်ထားတာသုတ်တန်နိဗ္ဗာန်ပါဠိတော်နဲ့ပတ်သက်ပြီးတော့ PhD ရသွားတဲ့နိုင်ငံသားတော်တော်များများဟာကြည့်ရတော့ငါတို့လုံနိုင်တာဗောဇရာတုတ်ဥရကဟာဒီတုတ်တွေလုံနိုင်တာဗောသူတို့ကလှုပ်ပြီးသွားပြီဒေါက်တာဝက်တွေယူသွားတယ်နော်ဘုန်းကြီးတို့ရဲ့ပါဠိစာပေကိုအကြောင်းပြုပြီးတော့ဟာဒါမျိုးဘယ်သူဟောတာလဲဘုရားဟောတယ်ဟာဒီတော့ကောင်းတဲ့တရားမတွေ့ပါလားပေးလိုက်သွားအောင်ဒေါက်တာဝက်လှုပ်စားသွားတယ်နော်ဂျာမနီမှာလည်းပေးတယ်Yale University မှာပေးတယ် Harvard University မှာပေးတယ်
Harvard University ရဲ့ Henry Clark Warren ဆိုအမေရိကန်သေကန်လေးဆဲမှာ Harvard University ကြီးရဲ့တီထောင်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးတူကလာကြည့်အဲ့ University ကြီးက board ဖွဲ့ပါငါလည်းငါ Jesus ကိုကိုးကွယ်တယ်ကွာ Henry American လူမျိုးတွေ Henry Clark Warren ကဒီ Henry Clark Warren ကဗုဒ္ဓရဲ့တပည့်ကွာဒီကောင်သေတာ cease ပဲထောင်ငိမ့်ငိမ့်နဲ့သွားတာတော့သေကန်လေးမှာလက်မြောက်ချီအောင်ဖြစ်ပဲနဲ့ဘာတွေလုပ်ပါသူသေးသေးချာအေးဆေးသေတော့အဲ့ဒီလူတယောက်ကိုကြည့်ပြီးဟာဗုဒ္ဓတသိဖြစ်ကုန်ဂျော့ဂရန်သူ့သမီးအကုန်ဖြစ်ကုန်ဂျာမနီတွေအမေရိကန်တွေအကုန်လုံးဒီကောင်ဝိုင်းကြည့်ပြီးသေကန်လေးမှာဘလို့ဖြစ်လဲငါလောကတ်တယ်လည်းမလို့သမီးကိုလည်းမေးအကုန်လုံးကကြားနေတာအဲ့တော့ကဘာပေါ်မှာပထမဦးဆုံးချိန်မိလိန်နဲ့ပညာကို1909ခုနှစ်မှာဘုန်းကြီးရှင်မရှိတဲ့စာအုပ်ပြောတာ1909ခုနှစ်မှာ The Question of King Milena ဆိုတုံးစာထွက်တယ်ဒုတိယမြောက်အဲ့ Warren ကသူကတော့ပိုကောင်းတာသူကရေးရတာလည်းခစ်မီးလာ1909ခုနှစ်ပြီးတော့နောက်နှစ်ပေါင်း30 40ကျော်တုံးထွက်လာအဲ့ Warren ရေးနောက်ဆုံးခုဒီနေ့နောက်ဆုံးကတော့ Big Body စောက်သုံးထွက်ပါတယ်မိလိန်နဲ့ပညာကျမ်းကို Mr. Rhys David ကခုန Henry Clark Warren ကခုန Big Body 3ယောက်ထွက်တယ်အကောင်းဆုံးကအဲ့ Warren ရဲ့စာအုပ်အကောင်းဆုံးဖြစ်တယ်ဆိုလိုတဲ့သဘောကဗုဒ္ဓတရားတော်ကိုစိုက်လိုက်မှလုပ်သွားတယ် Mr. George Grant ဆိုတဲ့ Doctrine of the Buddha ကဘာကျော်စောက်တို့ရေးတော့တုံတဲ့ရေးတာအဲ့ဒီစာအုပ်တုံနေပဲတကဘာလုံးဗုဒ္ဓဘာသာဟာထောင်တောင်းသိမ့်ပဲဖြစ်တယ်ဗုဒ္ဓရဲ့တရားတော်များဆိုအထူးကြီးပဲအေးရမှာအဲ့ဆိုင်ခင်ဗျားတို့မန္တလေးသားရှမ်းဘွဲဥတ္တမောသူ့ရှိမှာရှင်မယားဒီစာအုပ်လေးကိုရှင်မယားကိုဒါတကယ်သာသနာအာဇာနည်ဖြစ်လာတဲ့ပုဂ္ဂိုလ်တယောက်တွေ့ရင်ပေးမယ်ဆိုပြီးတော့ဆုထားတာကြားဦးတယ်သူ့သမီးလည်းဗုဒ္ဓဘာသာသိတယ်အထုပ်ပတ်တီသိတော့ဘုန်းကြီးကြည်ညိုသွားတယ်အဲ့နဲ့အကြောင်းအားဖြင့်ဆိုသူတို့ကလည်းနည်းနည်းသူတို့သားသမီးတွေနိုင်ငံရေးပဲလုပ်ကြတယ်တို့ခါကျတော့အဲ့စာအုပ်တွေသွားတဲ့အချိန်မှာသူတို့အိမ်ကိုခုနသက်ဆိုင်ရာတွေစစ်ဆေးနေတော့အဲ့ Doctrine of the Buddha ဒါလည်းနိုင်ငံရေးလားမသွားယူဖို့သိနေမှာမရဘူးသိနေမှာပို့ပါဗျာအဲ့ဒါဘာသာရေးစာအုပ်မရအကုန်သိနေတယ်ပါတော့ကျုပ်ကမကောင်းတော့လိုက်တော့အောင်တက်ကောင်းလိုက်အဲ့ဒါ Doctrine of the Buddha ဗုဒ္ဓရဲ့တရားတော်နဲ့ Mr. George Grant ကရေးလိုက်တာဖြစ်ချင်းကြောင့်အဲ့ဒီစာကိုကြည့်ပြီးတော့ဗုဒ္ဓဘာသာအများကြီးဖြစ်ကုန်ခုနကတော့ဒီဇရာတုတ်ဆိုတဲ့တုတ်တနိဗ္ဗာန်လေးကိုရေးပြီးဗါတယ်လေ PhD degree ရတော့သူ့တိတ်ပဲပါတယ်ဒိဋ္ဌိတဏှာတို့ဖြင့်မမီ၍နေသောယန္နာအရှင်မြတ်ကိုကြာပန်းနဲ့တင်စားကြတယ်ဆိုရင်ယန္နာကိုကြာနဲ့တင်စားတယ်ဖယားဗုဒ္ဓသင်္ကေတအာသောကင်းတဲ့အရှင်တို့ရဲ့သင်္ကေတမေတ္တာသီလသမာဓိပညာအများကြီးသွားတယ်အဲ့ဒါကြောင့်မလို့ဖယားတွေပေါ်မှာကြာထားပါလိဘာထားတယ်ကြာမောကြာထားတယ်ဟုတ်ပြီနော်ဘာထားလဲကြာပန်းသင်္ကေတကြာဟုတ်ထားပါတယ်နော်ဒါဆရာတော်ကြီးရဲ့အရေးသားတွေဘုန်းကြီးနဲ့ဘုန်းကြီးမှတ်ပြပါမြန်မာလူမျိုးတွေရဲ့ဇေဒီမှာထူးခြားမှုရှိပါတယ်အိန္ဒိယခေတ်နဲ့မတူဘူးအိန္ဒိယရှေ့အိန္ဒိယဘုရားတွေမှာအိန္ဒိယနိုင်ငံမှာရှိသောဘုရားတွေမှာဒီကြာပန်းရဲ့အခန်းကဏ္ဍထားခဲ့တယ်နော်ထားခဲ့တယ်ဆရာတော်ကြီးကမြန်မာတို့တည်သောဇေဒီများတွင်ကြာဘူးပွင့်အပြောက်မှုကိုအပြောက်မှုသည်မပါမပြီးသောစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်ထူးခြားသည်မှာဖောင်းရည်ထက်၌ပါသောကြာမောက်ကြာလံပြီးအခြားသောနိုင်ငံတို့ရှိဇေဒီတို့၌မပါဝင်၍မြန်မာတို့၏ဇေဒီ၌သာပါဝင်သည်ကိုတွေ့ရခြင်းဖြစ်သည်ဆရာတော်ကြီးကြာပန်းနဲ့ပတ်သက်မှတ်ချက်ကြာမောက်ကြာလံမှတ်ချက်ပါတယ်လေအခြားအိန္ဒိယနိုင်ငံမြန်မာနိုင်ငံပြင်ပမှာရှိသောဇေဒီပထိုးတို့မှာစန့်ချီဘောရဗုဒ္ဓကမ္ဘောဒီးယားအန်ကာဝတ်စသည်အပြင်ဘုရားတွေမှာကြာပန်းကြာမောက်မပါမြန်မာတို့သာလည်းပါတယ်အဲ့တော့မြန်မာပြည်ရဲ့ဇေဒီဖွဲ့စည်းပုံကိုစသည်အပြင်ဒါတော့ကြီးကံရှင်ကြီးတို့အများဒါတော့ဘုန်းကြီးမပြောတော့ပါဘူးဟုတ်ပြီနော်ဆရာတော်ကြီးတို့ဇေဒီဘတို့သမိုင်းကိုတင်သွင်းပါတယ်အဲ့တော့ဒီလိုပညာရှင်တယောက်ကပြောထားတာဖြစ်ခြင်းကြောင့်မြန်မာနိုင်ငံ၌သာလည်းကြာမောက်ကြာလံကြာပန်းကိုဇေဒီပထိုးများ၌ထည့်သွင်း၍နိုင်ငံတို့အခြားသောနိုင်ငံတို့ရှိဇေဒီတို့၌မပါဝင်၍မြန်မာတို့ဇေဒီ၌သာလည်းကြာပန်းပါဝင်ခြင်းသည်ထူးခြားမှုတစ်ခုဖြစ်သည်ဆရာတော်ကြီးဥပဒေနာမဟုတ်ပါနော်မြန်မာပြည်ဇေဒီတို့တွင်သာကြာလံကြာမောက်ကြာပန်းတို့ပါဒီလိုဗျာကြာဇေဒီကိုနိုင်တာပါတယ်ဘယ်လိုလဲဆရာတော်ကြီးလို့ရေးတယ်ဥပဒေနာမဟုတ်ဆရာတော်ကြီးဇောကြီးဆိုဆရာဝိဇ္ဇာပါဗျာဟုတ်ပြီနော်ဒါကဒီလောက်ပဲငယ်ရွယ်သူတို့ဒါတော့နည်းနည်းလေးသမိုင်းနဲ့နည်းနည်းလေးခြိပြောရရင်နော် BC 300ကိုနဲ့ရေးစမ်းကြာပန်းကိုအမြတ်တနိုးထားခြင်းနှစ်ခုရှိပါတယ်ဗုဒ္ဓမပွင့်ခင်ခတ်စောစောတုန်းကအီဂျစ်တွေမှတ်တမ်းမှာသူတို့ကြာပန်းလေးတွေကိုသူတို့ရဲ့တော်ဝင်စိတ်မှာထားတယ်
ဒါကတော့ဗုဒ္ဓမပွင့်ဗုဒ္ဓပွင့်ပြီးနောက်ပိုင်းမှာ BC ဗုဒ္ဓမပွင့်ခင်နှစ်ပေါင်းဘယ်လောက်ဆို BC 3000ဆိုတော့ဗုဒ္ဓ BC 600 BC 3000ကို BC 300ပေါ့ BC 3000 BC 3000အဲ့ဒီ BC 3000 BC 3000ခင်ဗျာအင်္ဂလိပ်လိုရေးအကုန်လုံးကြားတယ်အင်္ဂလိပ်ကိုကုန်ရေးဗျာခင်ဗျာ BC က B နဲ့ရေးပြီးတော့ခင်ဗျာ3000ကျမှမြန်မာလိုရေးတယ် BC 3000နော်အခုပါကစ္စတန်နိုင်ငံမှာမိုဟင်ဂျိုဆိုတဲ့မြို့တစ်မြို့ရှိပါတယ်အဲ့ဒီမှာကြာပန်းကိုဇေသူတို့ရဲ့ပိုက်ဆံရဲ့ဒင်္ဂါမှာကြာပန်းအမှတ်တစိမ့်နဲ့ကဘာပေါ်မှာအစောဆုံးတွေ့ရတယ် BC 3000ပါကစ္စတန်နိုင်ငံထုတ်လုပ်တော့ဒင်္ဂါပြားတွေကြာပန်းကိုအမှတ်တရထုတ်လုပ်ခဲ့သည်ဒါဖျားမပွင့်ငယ်ဘယ်လောက်နှစ်ပေါင်း2400စောပြီးတော့အီဂျစ်မှာတမ်းများနဲ့၎င်းပါကစ္စတန်နိုင်ငံအိန္ဒုမြစ်ဝှမ်းမှာရှိတဲ့မိုဟင်ဂျိုဒါရိုလို့ခေါ်တဲ့မိုဟင်ဂျိုဒါရိုဟာရပတ်ဒါကမ္ဘာမှာအဲ့ဒီနေရာကမ္ဘာယဉ်ကျေးမှုဗုဒ္ဓယဉ်ကျေးမှုများကိုသိရင်လေ့လာခြင်းသောလူငယ်ပညာရှင်များစကောလာများသည်အဲ့ဒီမိုဟင်ဂျိုဒါရိုဆိုတဲ့နေရာနဲ့ဟာရပတ်အဲ့ဒီရဲ့ရှားပွေတွေ့ရှိသောကြောက်စာမင်းစာမှတ်တမ်းမှတ်ရများကိုလေ့လာမှပြည့်စုံပါတယ်ပါဠိတော်တစ်ခုတည်းဗကံခေတ်သမိုင်းများမင်းတို့မင်းသမိုင်းများလေ့လာရုံနဲ့မပြည့်စုံပါဘူးအဲ့ဒီမိုဟင်ဂျိုဒါရိုဆိုတဲ့နေရာနဲ့ဟာရပတ်အဲ့ဒီကတွေ့ရှိသောအရာများကိုမှတ်တမ်းတင်ထားတဲ့ကလားပညာရှင်တွေများပါတယ်အဲ့ဒါတွေကိုလေ့လာပါမယ်တော်ပြီကြာပန်းနဲ့ပတ်သက်တယ်ကြာပန်းအစကိုပြောလိုက်ပါ BC 3000မှာစခဲ့ပါသည်ဟုတ်ပြီနော်ဘယ်လောက်စခဲ့လဲ BC 3000ဆိုဒီမှာခေတ်ပြိုင်မှတ်တမ်းများနော်သို့တော့သူမိတာရှင်သေးကကြာပန်း9ခွင့်နဲ့ဒီပင်ကရာကိုလှူရတာဒီ long years ago ဟုတ်ပြီနော်ဒါကဒီနေ့တရားဝင်ရှိသောမြမမှတ်တမ်းကမ္ဘာမှတ်တမ်းများက BC 3000မှာစတွေ့ပါတယ်ခုနပါကစ္စတန်နိုင်ငံကဒင်းကားတွေမှာကြာပန်းသင်္ကေတထားပါတယ်ဒါကလက်ရှိအဲ့ဒီစောတာမတွေ့သေးဘူးပါဠိတော်ထကရာတီကာများကတော့သမ္မာသမ္ဗုဒ္ဓလောင်းလျာသူမိတာရှင်သေးသည်ဒီပင်ကရာမြတ်စွာဘုရားကိုကြာပန်း9ဝန်တူခဲ့တာကိုဒေသနာတော်များမှာတွေ့ရတာဖြစ်ခြင်းကြောင့် BC 3000ဆိုတာမကတော့လေးတင်ချေကဘာတသိန်းအထက်အဲ့ဒါရေးလိုက်ကုန်းစုံသူမိတာရှင်သေးအလောင်းတော်သူမိတာရှင်သေးသည်ဒီပင်ကရာမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုကြာပန်း9ဝန်တူခဲ့ပါသည်သူမိတာဆိုတဲ့ရတော်တရားလောင်းကတော့3ဝန်လုပ်ခဲ့သည်အမျိုးသမီးတွေအဲ့ဒီတည်းကမျက်နှာလိုက်တယ်နော်အနိမှုဒကမတွေမျက်နှာလိုက်တယ်နော်ကိုကြီးလိုက်လားမလိုက်ဘူးလားဖယားပရမသူမိတာနဲ့သူမတွေ့ခင်တော့အဲ့ဒီသူမိတာလေးကဘာလဲလဲကြာပန်း10ပွင့်ယူခဲ့တာလေ10ပွင့်ယူခဲ့ပြီးတော့ဒီပင်ကရာမြတ်စွာဘုရားကိုလှူမလို့အဲ့ဒီချိန်မှာဟိုမှာခင်ဗျားတို့ရွှေတိုင်းညွန့်ရေးတယ်ပေါ့ဗျာအလျားမောက်ကတရားဆောက်ကဖယားလျှောက်ပါဆိုဟုတ်တယ်လားအဲ့အများကြီးမှာ4ပေလောက်ကြံနေတဲ့ခါကျတော့တရားလေးခင်ပြီးတော့ဒီဘဝလျှောက်ပါတန်ဃာတော်တော့ဖရားတွေနဲ့တရားခင်ပြီးတော့ဒီပုဂ္ဂိုလ်လေးကထူးဆန်းလိုက်လားလူတကာကအပြင်မှာထိုင်နေပွက်တဲ့ရှင်ထဲမှာတရားခင်ပြီးတယ်ငါဘာများလဲဆိုစိတ်ဝင်စားသွားတယ်နံပါတ်1စိတ်ဝင်စားတယ်နော်ခင်ဗျားတို့ကတော့ဒကမာလေးတွေနဲ့တကားတော့တနာချစ်ချင်းအစတနာချင်းကဒီမှာတော့မဟုတ်ချစ်ချင်းအစစိတ်ဝင်စားတာစိတ်ဝင်စားသွားတယ်ဒီဘာလို့လဲဒီပုဂ္ဂိုလ်လေးရသေးဆိုတော့လေကြီးရစကားပြောဖို့ခက်တယ်လေဗျာဟုတ်တယ်လားရသေးစားလေးကြည့်နေတော့ကြည့်မြတ်စွာဘုရားကနောက်လိုက်နားထောက်အရှင်ဘုရားလိုပဲဘုရားဖြစ်ချင်ပါလေဆိုတော့ဟာသူသူ့ကြီးကအေးရမကြီးပဲအရှင်ဘုရားတာဘုရားဖြစ်ရင်တပည့်တော်မကလည်းဆိုတော့ကြည့်လိုက်တော့ဒါဒီဘက်ကပါဠိတော်တိုင်းပြောတာနော်ဒီနေ့ဘုန်းကြီးတို့ရှိမှရှိတဲ့ The Great Disciple of Buddha ဗုဒ္ဓရဲ့တာဝကများဆိုတဲ့ဘုန်းကြီးလန်ဒန်ကဝယ်ခဲ့တဲ့စာအုပ်ပါတော့သူမိတာနဲ့အယောင်းဝယ်လုပ်တယ်တဲ့သူကတော့လက်တွေ့ကြတဲ့နည်းစနစ်ပေါ့ဗျာသူတို့ကတော့ကြည့်ရတော့သူ့မှာဘာမှဝယ်စရာမရှိဘူးမရှိတော့လှူစရာမရှိတယ်နဲ့ညီမရဲ့မင်းငါနောက်ပြန်ဆက်ပါမယ်တော့ငါ့ကိုကြာပန်း9ခွန်းကိုရောင်းပါလေသူအဲ့လိုမျိုးဒါကတော့နောက်ဆုံးပေါ်ရေးတဲ့ကျမ်းတွေနော်ဒီကနေ့မော်ဒန်ရေးတဲ့ကျမ်းတွေပေါ့ The Great Disciple of Buddha ဘုရားကြီးကျယ်သောတာဝကများဆိုတဲ့အဲ့စာအုပ်ထဲမှာထူးထူးဆန်းဆန်းအနာတပိန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းမြည်သည့်ပါဠိတော်ထကရာတိကာထဲမှာမပါဘဲအကုန်ပါတယ်အဲ့သူတို့တော်တာအဲ့ဒါတော်တာရှာဖွေနောက်တွေးခေါ်ရေးထားတယ်ဒါလေးတော့သူချီးကျူးရကောင်းတယ်ဒီတော့သူမိတာကကြာပန်း3ပွင့်သူမိတာကို9ပွင့်စောခဲ့တယ်နော်ဒါလို့ဆိုရင်ခုနကတော့ BC 3000နဲ့ပိုရေးစောပါသည်တစ်ဆက်တည်းပဲပြောလိုက်ပါမယ်ဒီကနေ့ဘေးရင်ဆရာတွေပြောတယ်လမ်းစုံလမ်းလေးကမှာတချင်းတို့တရားခွေတို့ရောင်းရင်းနဲ့ပြောပါတယ်ဖျားမတင်သင့်သောစကားပြောပါနဲ့စကားပြောတာကိုလက်မခံပါဘူးစကားပြောပါနဲ့နော်ဘုန်းကြီးဆရာတော်ဥပဒေတန်တရားမှာစကားပြောတာမှလက်မခံပါဘူးစကားပြောရင်တရားဝပြင်ထွက်သွားပါဘယ်သူမှအာဏာရင်မရှိပါဘူးအဲ့ဒီခါကျတော့ဒီခုနတုန်းကဘာလဲ
လမ်းဆောင်လမ်းလေးကမှရောင်းတဲ့စောင်းတွေထဲမှာအသီးဖျားမတင်တဲ့တော့သတိကိုမျိုးဖျားမတင်တဲ့တော့ပန်းကိုမျိုးဆိုပြီးတော့ဗါတယ်လေရောင်းအဲ့ဒီထဲမှာကြာပန်းပါတယ်ဒီတော့ကြာပန်းဒီဗုဒ္ဓရဲ့သင်္ကေတဧကသောကရဲ့သင်္ကေတသီလသမာဓိပညာတို့ရဲ့သင်္ကေတဖြစ်သောကြောင့်ကြာပန်းကိုတူသည်ရှိသောအကျဉ်းစီများကြာသည်ဆိုသည့်ထေရဝါဒကိုအစွန်းတင်ဖြစ်စေသောစကားများကိုသားတွေသမီးတွေကိုရှင်းပြပါပြီးပါပြီဟုတ်ပြီနော်ဟာကြာပန်းမလူနဲ့ဘာလို့လဲဆိုတော့ကြာပန်းလူရဲ့အကျဉ်းစီတွေကြာတတ်တယ်ဗျာအဲ့ဒါဆိုလိုလိုလေးရဗျာခင်ဗျဒီယာတို့မှာကြာနေကြတယ်နေချင်းကြာပန်းလူလိုက်ပေါ့ရှင်းနေတာကိုကြဘာလဲလဲဒီယာတို့မှာခင်ဗျကြာကြီးနေနေတာနေချင်းကြာပန်းလူကိုအဲ့လိုအဓိပ္ပာယ်လည်းတွေ့ယူလို့ရတာဒါကြောင့်မလို့အဲ့ဒီထေရဝါဒမဆန်သောစကားများကိုရင်ဝယ်သားသမီးတွေကိုမပြန့်ပွားအောင်တားဆီးပါဓမ္မစရိဆရာတော်ပြောခဲ့တယ်ကြာပန်းနဲ့ပတ်သက်တာတွေကိုခစ်ပြိုင်မှတ်တမ်းများကောသာသနာမှတ်တမ်းများကောကမ္ဘာမှတ်တမ်းများကိုကြည့်ရတဲ့အခါမှာကြာပန်းဒီကောင်းတဲ့နေရာမှာပဲနေရာယူခဲ့ပါတယ်သားတို့သမီးတို့ကြည့်တို့ရွှေတကုံဇေဒီအစဖြာသောဇေဒီပထိုးတွေမှာကြာမောက်ကြာလန်ဆိုပြီးတော့အကောင်းဆုံးနေရာမှာထားပါတယ်ဟုတ်တယ်နော်တပိနော်ကြည့်ရကြည့်ရပြီးပါပြီဒါတော့ပဲကြာနဲ့ပတ်သက်အဲ့တော့အခုကြာလန်ဆိုတဲ့မှာအရိယာနဲ့တတိမေဘိက္ခွေပုဂ္ဂိုလ်ပုဂ္ဂလံဥဒ္ဓကိုပမာတန်တော်တန်ဝိဇ္ဇမာနလောကသမိကုံဖြစ်နံပါတ်1ပုဂ္ဂိုလ်မှတ်အောင်နော်ဘိက္ခွေจิตတတိမေဘိက္ခွေจิตသားจิตသမီးတို့ဥဒ္ဓကိုပမာရေနဲ့ဥဒ္ဓကိုပမာရေနဲ့အလားတရံတုံးတော့ရေကူးတတ်တယ်ရေကူးမဲ့ပုဂ္ဂိုလ်ဥဒ္ဓကိုပမာပုဂ္ဂလ9ယောက်ရှိတယ်ကတမေတ္တအဲ့ဒီလောကကြီးမှာရေကူးမဲ့ပုဂ္ဂိုလ်ရေမြုပ်မဲ့ပုဂ္ဂိုလ်ရေနစ်မဲ့ပုဂ္ဂိုလ်ဒါဆိုဘုန်းကြီးတို့ကဥဒ္ဓကိုပမာရေကူးမဲ့ပုဂ္ဂိုလ်မျိုး9ယောက်ရှိပါတယ်ရေနဲ့တင်စားလိုက်ကြည့်အောင်နော်ဣဒဤသာသနာဣဒဤလောက၌ဧကေသောပုဂ္ဂလောချိုးသောပုဂ္ဂိုလ်သည်သကိဉ္တကျိဉ္သနိမုကောမြုပ်သည်ရှိသောနိမုကောဝဟောတိမြုပ်၏တကျိဉ္ရတဲ့ဆင်းယုံနဲ့မြုပ်တဲ့ပုဂ္ဂိုလ်ဘာလဲနံပါတ်1တို့အဲ့ဒီဘယ်ထဲပါလဲကြည့်အောင်နော်သကိဉ္တကျိဉ္သနိနိမုကောမြုပ်သည်ရှိသောနိမုကောဝမြုပ်သည်သာလင်ဟောတိတကျိဉ္တချို့ကဖတ်ဆိုမျိုးလေတကယ်တမ်း3ညင်မျိုးပါမှာတကျိဉ္မြုပ်ပြီးရင်တကျိဉ္ပေါ်2ကျိဉ္ပေါ်3ညင်ပေါ်အဲ့လိုပေါ်ရမှာနော်ဒါတော့သူကတစ်ချိန်နဲ့မြုပ်ပြီးတော့ပေါ်မြုပ်သွားတယ်တစ်ချိန်ပဲတစ်ချိန်ရည်တဲ့ဆင်းတစ်ချိန်ရည်တဲ့ဆင်းတာနဲ့မြုပ်သွားတယ်တစ်ချိန်ပဲဘုန်းကြီးများတော့ကံကောင်းတယ်ဗျာသိလားမဟုတ်ဘုန်းကြီး3နှစ်သားလောက်ပေါ့ဗျာဘုန်းကြီးတို့အရင်တောင်းကလာရေတွေကရေညောင်းကြီးအကြီးတွေအဲ့တော့အမလုပ်တဲ့ပုဂ္ဂိုလ်ကြာနာခေါင်းတွေပဲဖီးလိမ့်ပြင်ဆင်ပြီးတော့ဒီဟိုနင်းလေးဘလို့ခေါ်မလဲခေါင်းကြက်တောင်စီးလေးပေါ့ကြက်တောင်စီးလေးနဲ့အမညံတုံးကိုပြောတာအဲ့ဒါနဲ့ဘုန်းကြီးတို့ကပေ40ပေရောက်ကြဟိုဘက်ကပေ100နော်ဟိုဘက်အိမ်ကပေ100ပေ200နဲ့ပေ240လောက်ရောက်သွားမှထင်ပါတယ်ကြည့်ရဟာငါမောင်လေးများလားမသိဆိုရောမ तू ကဆင်းမကယ်ပဲနဲ့ဗျာဟိုး तू မိမဲ့အိမ်နေရနေကံကောင်းလို့မသိချင်တာဓမ္မစီတီဖြစ်လာဘူးအဲဘွားကနေသပင်ကလေးကပွားနေအနားကျမိုက်သပင်လေးကိုဆွဲလိုက်တော့မသိဘူးဗျာကျုပ်ကံကောင်းတာနော်အဲရေမတ်တရလေးမျောတာဗျာနော်ဆရာကြီးအောင်မြတ်မတ်တရလေးမျောတာပြုတ်ဆိုပြုတ်ကြသွားတယ်မတ်တရလေးမျောတော့ရေလေးကဖွက်ကနေပေါ်နေတာပေါ့သပင်လေးကကြက်တောင်စီးလေးကအဲ့ဒါတကယ်ဆို तू ဆင်းလိုက်ရင် तू က9တန်း6တန်းရောက်နေပြီဗျာဆင်းလိုက်ရင်ဘုန်းကြီးကယ်လို့ရတာဗျာ तू ကအဲ့ဒါဟိုးပဲအဝေးအိမ်နဲ့အိမ်3အိမ်ကျော်တော့သွားဆောက်အောင်ပြီးတော့မှတရားပြီးတော့မှသပင်ကိုဆွဲတယ်မသေးလို့ဗျာ10မိနစ်15မိနစ်လောက်ရေထဲမြုပ်သွားတစ်ချိန်မြုပ်ရုံနဲ့မသေးဘူးနော်ဥက္ကောသနာသကိဉ္တစ်ချိန်သာလည်းနိမုကောမြုပ်သည်ရှိသောနိမုကောမြုပ်သည်ရှိသောနိမုကောကမြုပ်သည်သာလည်းဟောဒီဖြစ်၏တစ်ချိန်ပဲရေထဲဆင်းတယ်တစ်ချိန်မြုပ်တယ်ဒုတိယပုဂ္ဂိုလ်ပါဏဣဒဤသာသနာဤလောက၌ဘိက္ခုယံတို့ဧကေသောပုဂ္ဂလောချိုသောပုဂ္ဂိုလ်သည်အုံမုစိတ်တဝါပေါ်ပြီး၍နိမုဇတိမြုပ်၏ရေထဲဆင်းတယ်တစ်ချိန်လဲဆင်းရုံနဲ့မဟုတ်ဘဲနဲ့တစ်ချိန်တော့ပေါ်တယ်ပြီးရင်မြုပ်တယ်သူပေါ်ပြီးတော့မှမြုပ်သွားတခါတော့ပေါ်တယ်တခါပေါ်ဝင်ရတယ်ခဲတော့အဲ့ဒီဘယ်ထဲပါလဲကြည့်အောင်ကိုကြည့်အောင်ဘယ်ထဲပါဆင်းရုံနဲ့မြုပ်တဲ့ထဲပါလားတစ်ချိန်ပေါ်တဲ့ထဲပါလားမသိသေးဘူးဟဲ့ကိုရင်တို့ခင်ဗျကိုကြည့်အောင်ကြီးအဲ့ဒီဆင်းရုံနဲ့မြုပ်တဲ့ထဲပါမလားတစ်ချိန်ပေါ်ပြီးပြန်မြုပ်တဲ့ထဲပါမှာမသိသေးဘူးဒီလူရဲ့လဲကုန်ပြီပါနော်နောက်တစ်ယောက်တတိယဣဒဤလောက၌ဘိက္ခွေจิตသားจิตသမိတို့ဧကေဇောချိုသောပုဂ္ဂလောပုဂ္ဂိုလ်သည်အုံမုစိတ်တဝါပေါ်ပြီးထိတော်ရပ်နိုင်ဟောပေါ်ပြီးတော့ရပ်နေနိုင်လေပေါ်ပြီးမြုပ်ပေါ်ပြီးရပ်သုံးအောင်ရှိသွားပြီနံပါတ်4ဣဒဤလောက၌ဧကေဇောချိုသောပုဂ္ဂလောပုဂ္ဂိုလ်သည်အုံမုစိတ်တဝါပေါ်ပြီးဝိပဿတိဝိလောကေတိကိုသွားမဲ့နေရာကိုကြည်နိုင်၏ပေါ်ပြီးတော့ကြည်ဟိုဘုတ်ကပေါ်ပြီးတော့မှရပ်နေနိုင်တယ်နော်ရေကပြန်ပြီးဆွဲရင်ဆွဲချသွားမှာသူ
သူကတော့ပေါ်ပြီးသွားမဲ့အရက်ကိုကြည့်နိုင်ပါတယ်ပေါ်ပြီးသွားမဲ့အရက်ကိုကူးသွားမဲ့ကန်းကိုမြင်တယ်ပေါ့ဗျာသွားမဲ့အရက်ဆိုတာကန်းကိုသွားမဲ့အရက်ဆိုတာကန်းကိုမြင်နိုင်တယ်တဲ့ဘုဘကွာပေါ်တော့ရေတွေနဲ့ကိုယ်တွေလုံးထွေးနေတာနော်အဲ့တော့တစ်ချိန်သားလင်းရေတွေကိုဆင်းုံနဲ့တန်းမြုပ်သွားတယ်ကြောက်ခဲရေချတော့ပြန်ပေါ်မလာတော့ဒုတိယတယောက်ကတော့ပေါ်ပြီးတစ်ချိန်ပြန်တစ်ပြိမ်တော့ပေါ်တယ်ပြီးမြုပ်တယ်နောက်တတိယတယောက်ကတော့အုံမုံစိတ်တော့ပေါ်ပြီးဒါပုဂ္ဂလပညာပါဠိလိုဆိုပါတယ်ပုဂ္ဂိုလ်အတန်းစားတွေခွဲချလိုက်တာနော်ပုဂ္ဂိုလ်ရဲ့ class တွေခွဲချလိုက်ဟုတ်ပြီနော်သရုပ်ဓာပုဂ္ဂိုလ်ကအုံမုံစိတ်တော့ပေါ်ပြီးဝိပဿတိဝိလောကိတိကိုသွားရမယ်ကံကိုနိဗ္ဗာန်ကံကိုမှားတော့ဟဲ့အဲ့ဒါထည့်လိုက်သွားပြီပေါ်သွားပြီကထဲပဲကုန်းစောနိဗ္ဗာန်ကံကိုဆိုပြီးပေါ်သွားပြီနံပါတ်၄ကဘယ်ပုဂ္ဂိုလ်ဖြစ်နေပေါ်သွားပြီဖြစ်နိဗ္ဗာန်ဆိုမှားပြီဆိုတော့ထွက်သွားတယ်နော်ပထမတော့ခင်ဗျားတို့တစ်ချက်ထိန်နိုင်အောင်မလို့အဲ့တော့နိဗ္ဗာန်ကိုမြင်သွားပြီဆိုတော့နံပါတ်၄ပုဂ္ဂိုလ်ကဘယ်လိုဖြစ်သွားပြီသောတာပန်အပေါ်ဝပုဂ္ဂိုလ်တွေကပုရုဇဉ်3ယောက်အဲ့ဒီပုရုဇဉ်3ယောက်ကြည့်ထားမယ်နော်နောက်နံပါတ်5ဣရာဤသာသနာဣရာဤလောက၌ဧကေဇောပုဂ္ဂလောချိုးသောပုဂ္ဂိုလ်သည်အုံမုံစိတ်တော်အားပေါ်ပြည့်ပတရတိကုရ၏ကုနေပြီသောတာပန်များသည်သိယုံတော့သိပါ၏သို့သောဆက်ကူးရင်တော့မရှိသေးပါနံပါတ်5နံပါတ်6ဣရာဤလောက၌ဧကေဇောပုဂ္ဂလောချိုးသောပုဂ္ဂိုလ်သည်ဩဝိစိတ်တော်အုံမုံစိတ်တော်မြုပ်ပေါ်ပြည့်ပฏิဂါဒပတ်တော်ထောက်ရတရားကမ်းမိသွားပြီကောင်းလိုက်တဲ့တုတ်တယ်မြတ်နော်ဥဒ္ဓကုပမာတုတ်တယ်သင်္ကုတ္တရနိကေမှာတစ်ချက်သုတ်တပုဂ္ဂလပညာပါဠိတော်အဘိဓမ္မာမှာတစ်ချက်နှစ်ချက်ဟောပါတယ်ဘယ်နှနေရာပါလဲသင်္ကုတ္တရနိကေသတ္တကနိဗ္ဗာန်မှာတစ်ချက်ဟောတယ်ပုဂ္ဂလပညာပါဠိတော်မှာအဘိဓမ္မာတရားတွေဟောပြီးတဲ့အခါမှာမြတ်စွာဘုရားရှင်ကဓမ္မသင်္ကနီဝေပင်ဓာတုကရာကရာဝတ္ထုပုဂ္ဂလပညာယမိုက်ပဋ္ဌာန်းကြားဦးတယ်နော်ဓမ္မသင်္ဝေပင်ကဒွါရတရက်စီကိုကြည့်အောင်ခင်ဗျအဘိဓမ္မာသင်္ကတက်တယ်ဟုတ်လားတက်တယ်နော်ကိုကြီးထွေတက်လားမတက်ဘူးကိုကြီးရောအဆင့်ပဲတော့အောင်ထားပြီပြောတာဟုတ်လားဟေးပေါင်းသေးဘူးလားအောင်တဲ့လူတွေပါတယ်ဟေးအဘိဓမ္မာလူပါအဘိဓမ္မာအောင်ကိုကြီးရောအဘိဓမ္မာဘယ်နှကျမ်းအဘိဓမ္မာဘယ်နှကျမ်းရှိလဲ9ကျမ်းဓမ္မသင်္ကနီကျမ်းကိုဘယ်နှရက်ဟောလဲခင်ဗျာပြောဟာခင်ဗျာအဘိဓမ္မာသင်္ကနီကျမ်းပြောလားအနိဋ္ဌပြောလားဟေးဘယ်နှရက်ဟောလဲမေ့ကုန်ဓမ္မသင်္ဝေပင်ကဒွါရတရက်စီဟာတို့ကိုရင်တို့တွေကတို့ရတာဓမ္မသင်္ဝေပင်ကဒွါရတရက်စီဓမ္မသင်္ကနီနဲ့ဝေပင်ညာ12ရက်စီဟောတယ်6ရက်ကြာကျင်တာတို့ရဲ့နဲ့ပုဂ္ဂလ9ရက်ဟောမြတ်ခဲ့သည်ကထာဝ8ရက်ကြီးဝိသာပယမိုက်ကျမ်းပင်စဝိပဋ္ဌာနာရဲ့လို့လာ3လီမေတော်မိကိုဟောသည်မှတ်တံအဘိဓမ္မာသင်္นานကြမှာအရိဥ္စာကျဲရှင်းပဲတော်ပြီနော်ပါပြီးသွားတစ်ခေါက်ပဲဆိုလိုက်မမှတ်တဲ့လူကြံနော်အဲ့တော့ပုဂ္ဂလပညာဘယ်နဲ့ဟောလဲပုဂ္ဂလပညာလေ6ရက်ကြာကျင်တာတို့ရဲ့နဲ့ပုဂ္ဂလာ9ရက်ဟောမြတ်ခဲ့သည်ပုဂ္ဂလပညာဘယ်နဲ့ဟောလဲ9ရက်မြတ်စွာဘုရား9ရက်ဟောခဲ့တယ်9ရက်တိုင်နဲ့ဟောခဲ့တယ်ပုဂ္ဂလပညာကျမ်းတွေကဟောနံပါတ်9ကမ်းမိသွားပြီဘိက္ခွေจิตာจิตမိတို့ဣဒာယလောက၌ဧကေသောပုဂ္ဂလောချို့သောပုဂ္ဂိုလ်သည်အုံမိုးစိတ်တော်ပေါ်ပြီး၍တိန်တော်ဒီပါရင်ကတော်ကမ်းပေါ်သို့ရောက်သွားပြီပေါ်ပြီးကမ်းပေါ်သို့ရောက်သွားပြီဘယ်နှယောက်ရှိတယ်ပေါ်ပြီးကမ်းပေါ်သို့ရောက်တယ်ကဲအဲ့ဒါဉာဏ်နဲ့ကစားကြည့်တယ်ဉာဏ်နဲ့ကစားကြည့်ကြည့်ပုဂ္ဂိုလ်က9ယောက်ပြန်ကောင်းလိုက်တယ်နော်သဂရဂံပုဂ္ဂိုလ်ကိုဘာလဲသဂရဂံပုဂ္ဂိုလ်ကိုသီးသန့်ဟောတဲ့တရားနဲ့တဲ့ခုနံပါတ်1နဲ့3ပုရုဇဉ်ဆိုတော့4ရပါလား5 6ခွန်နော်သဂရဂံပုဂ္ဂိုလ်ဒီသီးသန့်ပယ်သောကိလေသာမရှိတာဖြစ်ခြင်းကြောင့်ပုဂ္ဂိုလ်တွေကိုပြရင်သောတာပန်ပြီးအနာဂံဒေဒင်္ဇာနုဘကမ္မသီလဝါဒတဏိနသမ္ပန္နောဟောဒေဒင်္ဇာနုဘကမ္မသီလဝါဒတဏိနသမ္ပန္နောသောတာပတ္တိမဲ့သဂရဂံပါတော့ကာမေတုဝတ္ထုအာယုံကာမဂုဏ်တရားတို့နဲ့ဂေရံမံမောမုတ္တနာကိုဝိနည်းအပယ်ဖြောက်တည်ရှိသောအနာဂံနာယိဇာတုကဝသေယပုဏ္ဏရတိယန္နာသောတာပန်အနာဂံယန္နာဒိဋ္ဌာသဝသောတာပန်ကာမသဝအနာဂံအဝိဇ္ဇာသဝဘဝသဝယန္နာအာသဝ၄ပြားတဲ့ပုဂ္ဂိုလ်၄ယောက်မဟုတ်3ယောက်ပဲဖြတ်တယ်ဒီသုတ်တံဒီပုဂ္ဂလပညာပါဠိတော်မှာတော့ဗါတယ်လေသဂရဂံထည့်ဟောတယ်အဲ့လိုထူးခြားမှုလေးတွေဘုန်းကြီးများပေးသွားပါတယ်ကဲကြည့်အောင်နံပါတ်1ပုဂ္ဂိုလ်ဘယ်လိုတဲ့လဲကရင်စားအနေအမှတ်လေးဖရာတော်မဟုတ်ပါဘူးဆရာမတော်ဖြေးနေကရင်စားဘိတ်ကိုပုဂ္ဂလောကြည့်အောင်ဆိုမှမယ်လို့
ဖယားပြန်ချီဖြေအောင်ပါဖယားကရင်သာဘိတ်ကိုပုဂ္ဂလောတကိနိမောကောနိမောကောဝါဟောတိချစ်သမိတို့ချစ်သားတို့တကြိမ်သာလျင်ဆင်းယုံနဲ့မြုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးကဘယ်လိုပုဂ္ဂိုလ်လဲဧကန္တကာလကိအာကုတလိဓမိမဲ့ခုမှသမဏကတော်ဧကန္တကာလဧကန္တကာလကဧကန္တကာလကတကယ်ပဲမဲညစ်တဲ့အကုသိုလ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ပါဦးကြည့်အောင်ပရဲစိတ်တွေကြက်တွေငှက်တွေခင်ဗျလူမတတ်လူတော့မတတ်ဘူးပေါ့ဗျာတတ္တဝါတွေပါဏာတိပါဒကမလုပ်ဘူးလားအဲဒီလုပ်တဲ့အကုသိုလ်ကံတွေအရက်တော့ဘူးတယ်ဗျာရက်တော့တယ်ဗျာလိမ်မှုတယ်ဗျာအဲ့ဒါတွေကိုဧကန္တအကုသိုလ်လို့မဆိုပါဘူးဧကန္တအကုသိုလ်တစ်ခုပဲရှိပါတယ်နိယတမိစ္ဆာဂတိက3ပါဟုတ်ပြီနော်ကျန်တဲ့ဒီပုဂ္ဂလပညာပါဠိတော်အတိုင်းပြောမယ်ဆိုရင်ကျန်သောအကုသိုလ်များကိုဧကန္တကာလကစင်စစ်မဲညစ်တဲ့ဧကန္တကာလကဧကန္တကာလကမဲတာနော်မဲတာခမရအသားယုံပြောတယ်ဧကန္တဒါကြတော့လာကြီးနော်ဥက္ကောသနာကိုလက်ငယ်နေကြီးဒါရုပ်ဆိုးတယ်ဒီလာကြီးဧကန္တကာလကတကယ်မဲတယ်ဧကန္တစင်စစ်တကယ်မဲတယ်တကယ်မဲတယ်အကုသိုလ်နော်ဟုတ်ပြီနော်အဲ့ဒါပါလေနိယတမိစ္ဆာဒိဋ္ဌိ3ပါပါတယ်လေဒါဘုရားပါဠိတော်တိုင်းကပြောတာကရင်ဇာပိတ်ခွေပုဂ္ဂလောဘယ်လိုပုဂ္ဂိုလ်မျိုးကမြငရဲကိုတန်းကြနိုင်တယ်လဲဆိုတော့ဧကိသောပုဂ္ဂလောသမဏဂတောဟောတိဧကန္တကာလကိအကုတလေဟိစင်စစ်မဲညစ်ကုန်သောအကုသိုလ်တရားတို့နဲ့ပြည့်စုံတဲ့အဲ့ဒီပုဂ္ဂိုလ်သည်တစ်ချိန်သာလင်တစ်ချိန်ပဲလူဖြစ်ခွင့်ရမယ်အဖေခန်းကပြောတယ်တို့ဖေရအဖေဥလူမိုးကြီးမကောင်းနိုင်မတရားလို့တော့အဖေဟာသူလုံးဝဖမ်းဆီးခံရခြင်းလည်းမရှိဘူးနော်ဟာသူ့ဆိုလွတ်နေတာပဲဟာသူ့ဆိုလွတ်နေတာပဲတကယ်ပြောတာအဲ့လိုပုဂ္ဂိုလ်ရှိတယ်ဆိုတော့ဒီပုဂ္ဂိုလ်တွေကဘုန်းကြီးကလည်းပေါ်သေးသေးမထွက်နဲ့နော်ခင်ဗျာနိုင်ရွှေကျင်ရဲ့ဒုတိယအဓိပတိကျုပ်သိချစ်တဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်ဟာကိုယ်ကခင်ဗျာသိပါတယ်အခုဆိုရင်သွားတွေ့ရမှာကျောင်းနေကန်တယ်သူတို့နဲ့ဘိုးကြီးခင်ရလက်နိုင်ပါကြီးဟာမွေးငါပါကြီးငါနဲ့တူတူချင်းခံတဲ့ဘိုက်ရွှေရောက်တော့နိုင်ပါကြီးဒုတိယဥက္ကရာဟာနိုင်ရွှေကျင်ပြီးနိုင်ပါကြီးဂရိတ်ပါလားခွင့်မမြင်နော်ကိုပါကြီးမွန်းငါဖို့ဘယ်အာတုဘဖြစ်နေပြီဥက္ကောသနာကိုပါကြီးမသွားယူတာဘာကြီးဘာလဲကွာအမေမင်းလာအာတုဘတခုဖြစ်ပြီတယ်မွန်းငါတော့နိုင်ပါကြီးကြည့်တော့ TV ထဲကြည့်လိုက်တော့ဘိုးကြီးခင်ညွန်းနဲ့လက်ဆွဲနှုတ်ဆက်နိုင်ပါကြီးဒီကောင်တောနေရလို့ပဲလို့ကြည့်တယ်ဒါမင်းအမြဲတမ်းပဲကုသိုလ်ကောင်းမှုတွေလုပ်နေတယ်ဖရဲ့နန်းတွေလုပ်တယ်မွန်းငါကျွေးတယ်ခုကြည့်တော့မှတကယ်ကိုတောတဲ့ကအဓိပတိပုဂ္ဂိုလ်ဖြစ်နေနိုင်ရွှေကျင်ပြီးရင်ဒုတိယဥက္ကောသနာခုချိန်ကြီးလက်ဆွဲနှုတ်ဆက်ရတယ်နော်နိုင်ပါကြီးသူ့အိမ်ကသားတွေသမီးတွေမွန်းငါဖို့ပါကြီးမွန်းငါဖို့ဖရဲ့မွန်းနေတဲ့တို့ငယ်စဉ်တုန်းကဟိုဘက်ကဘဝမြင့်ကိုသွားပြီးရွှေကျင်တိုက်ဟောင်းတိုက်တယ်မှာရေသွားခတ်တယ်အဲ့ဒီဥက္ကလာမှာတကားတရားလေးတစ်ခုတည်းသောတရားလေးရှိတယ်အဲ့ဒါပါကြီးတရားနိုင်ပါကြီးတရားခုတော့နိုင်ပါကြီးပေါ့ဗျာနော်အဲ့ဆိုလိုတဲ့သဘောကအာဟုတုတရားတွေအဲ့လိုပုဂ္ဂိုလ်တွေတချို့ပုဂ္ဂိုလ်တွေမကောင်းတာလုပ်နေတွေ့နေတယ်သူတို့လုံးဝသူတို့ကိုလွတ်နေတယ်အဖေကဘာပြောဆိုတော့ငါသားတဲ့တချိန်မဲပေါ်ပြီးတော့အဲ့ပုဂ္ဂိုလ်ကမြုပ်သွားမဲ့ပုဂ္ဂိုလ်မသိခဲ့ဘူးဘာလဲကုန်းဆိုတချိန်မဲပေါ်ပြီးတော့မြုပ်သွားမဲ့ပုဂ္ဂိုလ်မျိုးဒီမှာလာပြောတာပဲနော်အဲ့လိုပါဗျာအဲ့လိုမကောင်းမကန်းတွေလုပ်တယ်မဟုတ်တာမေလူသက်တယ်ဓမြတယ်အကုန်လုပ်တယ်ဒါရင်သူဘာဖြစ်ဘူးအကုန်လွတ်နေတယ်အဲ့လွတ်နေတဲ့ခါကျတော့အဖေဒီပုဂ္ဂိုလ်ကြီးမကောင်းတာအကုန်လုပ်နေတာပဲအဖေတို့ပြောတော့မကောင်းတာလို့သတိသာပါငါသတိပါညာသတိတိဆိုဟုတ်တာနေအောင်တဲ့ဗါတယ်လေသကိတ်တဲ့သကိတ်တစ်ချိန်သာလဲအုံမိုးစိတ်တဝါပေါ်၍နိမုတ်ကောမြုပ်တဲ့ပုဂ္ဂိုလ်မျိုးပါဒုတိယပုဂ္ဂိုလ်ပေါ့ဗျာဘယ်ပုဂ္ဂိုလ်လဲတစ်ချိန်ပဲလူဖြစ်ခွင့်ရပြီးပေါ်လိုက်ခုနနိယတမိစ္ဆာဒိဋ္ဌိကတော့အဲ့ဒီနိယတမိစ္ဆာဒိဋ္ဌိကိုဆွဲလန်းလိုက်ပြီဆိုတော့သူတခါတည်းမြုပ်ပြီးသားဖြစ်တယ်နိယတမိစ္ဆာဒိဋ္ဌိ3ပါးအဲ့ဒါဒီဧကန္တကာလကအကုသိုလ်စင်စစ်မဲညစ်သောအကုသိုလ်မှတ်တာဒီမင်းအကုသိုလ်တွေကိုငရဲကိုဓာတ်ရိုက်ကြမယ်လို့မဟုတ်ဘူးတခုတည်းပဲရှိတယ်ဘာလဲလဲနိယတမိစ္ဆာဒိဋ္ဌိကံဟုတ်ပြီနော်အဲ့ဒီနိယတမိစ္ဆာဒါပြင်ပင်စနရိယကံပင်စနရိယကံနဲ့သူကပို့ထက်တယ်ဘာလဲလဲပင်စနရိယကံကဒုတိယအဆင့်ဒီနိယတမိစ္ဆာဒိဋ္ဌိကံကတတိယပထမအဆင့်နော်အဲ့တော့ပင်စနရိယကံသည်လွတ်လန်းရှိပါတယ်မိစ္ဆာဒိဋ္ဌိနိယတမိစ္ဆာဒိဋ္ဌိကံသည်လွတ်လန်းနေပါတယ်ဘုန်းကြီးနည်းနည်းပြောပြပါမယ်ကြည့်မယ်နော်ဧတတအဲ့ဒီနိယတမိစ္ဆာဒိဋ္ဌိတဏ္ဍာယနတ္တိကဝါရအာဟိတုကဝါရအာကရိယဝါရသင်္ဃတိနိယတမိစ္ဆာဒိဋ္ဌိဓမ္မေအဲ့ဒီမိစ္ဆာဒိဋ္ဌိတရားတို့နဲ့သမဏဂရောပြည့်စုံသောပုဂ္ဂိုလ်သည်
ဧတတအဲ့ဒီပုဂ္ဂိုလ်ကြီးဘဝတော်ဘဝမှာဗုဒ္ဓနာနာမှာလွတ်မြောက်ခြင်းမြည်သည့်နတ်တိမရှိတော့မဂ္ဂလိဂောသာလာရယောဝိယမဂ္ဂလိဂောသာလာတို့လူဟောဘုရားမဂ္ဂလိဂောသာလာတို့လူဘုန်းကြီးဘုရားကြီး6ဆူဆိုကြီးဘုန်းကြီးဟောဦးပါတယ်တိတ်တိဆရာကြီးကိုတင်သူတို့တွေလူတွေကသူတို့ခေတ်ကမြတ်စွာဘုရားမပွင့်ခင်ကဘုရားကြီးတို့ကိုယ့်ကိုလှုပ်ထားတဲ့ပုဂ္ဂိုလ်တွေဘုရားကြီး6ဆူဆိုပြီးတော့သူတို့အကြောင်းကိုဘုန်းကြီးဟောပါတယ်အလင်းတင်အဲ့ဒါပြန်ဟောအောင်နော်အဲ့တော့မဂ္ဂလိဂောသာလာဂောဆိုတာနွားပဲဟိုဘုန်းကြီးတို့သူမင်္ဂလာလမ်းကြီးတိုင်းနန္ဒဝင်စေးလမ်းကြီးတိုင်းထောင်တက်သွားလို့ရှိရင်ဂုံးဆာလာဆိုပြီးရှိပါတယ်ဗါတယ်လေဂုံးဆာလာမတိုင်ပါတယ်ဟိုတော့ကတော့အမှတ်73ကားတွေပြပြီး39ပြည့်ဂုံးဆာလာမတိုင်ပါတယ်16ခုနာရောက်ဂုံးဆာလာမှတ်တိုင်အဲ့ဒါဂုံးဆာလာဆိုဂောတာလာပါအဲ့ဂောတာလာကိုကလားတွေကဂုံကိုဂုံလို့ထွက်တယ်စတာကိုစထွက်ဂုံးဆာလာဂောတာလာနွားချံနွားတွေအများကြီးမွေးခဲ့တာ16ရက်ပဲအပိုင်းတက်ဟိုခင်းတုန်နေသိန်းနံတို့ချစ်စပယ်တို့ခြံဝန်းနဲ့နည်းနည်းရှင်းလိုက်ပါမရှိခင်အဲ့လိုတိကျပြောမှကိုတော့ပေါ့တက်လားနော်အခုဆိုရင်တော့ဇောတိက2လမ်းလောက်မှရှိမှာပေါ့ဗျာ16ရက်ကွက်အဲ့ဒီခါကျတော့အဲ့ဒီနေရာတွေကလားတွေသိကြီးဆိုခဲ့ဂုံးဆာလာဂောတာလာနွားချံအဲ့ဒီနှစ်ချံထဲမှာမွေးလို့ဂောတာလာသူ့ကိုမွေးပြီးတဲ့အခါမှာသူရှေ့ရဒီနွားဂောတာလာမက်ခလိဂောဆာလာဆိုတာနွားချံမှာမွေးတယ်ရှေ့ကနေပြီးတော့သူက COE ထောပတ်ဝီထန်တယ်နောက်ကသူ့ရဲ့တခင်ကဟေးကောင်ချော်လဲမယ်နင်ဖြည်းဖြည်းသွားသူတားပြပြနဲ့သွားတော့ပြောလို့ရှိတယ်နည်းနည်းချော်တော့မာခလိ don't slip you နင်မချော်တင်နဲ့မာခလိမချော်တင်နဲ့ပြောလို့ရှိတယ်ထောပတ်တွေကနိုင်ငံပိုင်းနဲ့ကလားဆိုနိုင်ငံပိုင်းနဲ့ပတ်တာအဝတ်ကဆိုးလိုဝတ်တာပေါ့လှမ်းဆွဲလိုက်တဲ့ခါကျတော့မာခလိလို့ပြောပါလဲနဲ့မချော်တင်နဲ့ပြောပါလဲနဲ့ချော်လဲတော့နောက်ကတခင်ကကျုံကိုလှမ်းဆွဲတော့အဝတ်စားမပါဘဲနဲ့ထောပတ်ဝီကြကွယ်တော့ရှေ့ခေတ်ကတက်ဦးဆံမင်းသေတယ်ကြောက်တော့အဲ့ဒီဂောတာလာထွက်ပြေးသွားတယ်အဝတ်စားမပါသွားဘူးဒီခေတ်မှာထူးထူးခြားခြားကိုးဝယ်တဲ့ပုံတွေသတိထားကြရပါအဝတ်စားမပါသွားတဲ့ခါကျတော့စားကြရစီတောက်ကြရလည်းမရှိတော့ဒီတိုင်းပဲနေနေတော့ဟာဟိုထင်းခွေတဲ့ပုံကိုယ်တွေနွားကြောင်းတဲ့ပုံကိုယ်တွေဒီပုံကိုကြီးကအဝတ်စားလည်းမရှိဘူးလူတွေလည်းမြင်တော့သူကတမာရီလေးဟန်ဆောင်နေတော့ဟာဒါယဟန္တာဆိုတာဒါပဲနေမှာဖះဆိုတာဒါပဲနေမှာဆိုတော့အစားတောက်ပြီးပကံလည်းမရှိခွက်လည်းမရှိပါဇက်နဲ့ခွေးလို့ကိုးဟာလိုက်ဟာတော်လိုက်တာကြည့်စမ်းပါဦးသူမှ no need to play ပကံလည်းမလို့အဝတ်စားလည်းမလို့ဆိုသူဝိုင်းပြီးပူဇော်ပတ်တာလိုက်တော့သူစဉ်းစားလိုက်တယ်ပင်ပင်ပန်းပန်းတနေ့တာလောက်ရတာမှငါကျွန်းသခင်ရရိုက်သေးတယ်ငါကိုလူကနိုင်ဒီလူကအခုကျတော့ငါ့ကိုဝိုင်းခရော့ပြီးတော့ငါထောပြီဒီတိုင်းမှသာမှိတ်နေလိုက်တာဗါတယ်အဲ့ဒီကနေပြီးတော့ဖျားဖြစ်လာမက်ကလီဂောဆာလာရမယ်နော်ဗါတယ်လေမက်ကလီဂောဆာလာမာခလီဆိုတာချွတ်ချော်တယ်မာခလီချော်မလဲစေနဲ့အဲ့ဒီမက်ကလီဂောဆာလာတို့ရဲ့ဝါဒများသည်နိယတမိစ္ဆာဒိဋ္ဌိအချင်းချုပ်ပြောမယ်ဆိုရင်နတ္ထိကဝါဒအာယတုကဝါဒအကရိယဝါဒနတ္ထိမှာဒါမေမရှိဘူးဖေမရှိဘူးဒါသခင်ဆိုးတော့ဒါနတ္ထိကဝါဒဘာမှသားသမီးတွေကမိဘတွေပေါ်မှာကျေးဇူးတင်စရာမရှိဘူးသူတို့ဖာသာသူတို့သခင်ဆိုးတော့ပြောတဲ့စကားနဲ့သူတို့ကင်မြင်းပြီးမွေးထားတာဒါသခင်ဆိုးပြောရတာဘာမှကျေးဇူးတင်စရာမရှိဘူးတဲ့အဲ့တော့ငါတို့အမေမိဘရဲ့ကျေးဇူးတွေ6လလွယ်10လပေါ့လေလာမပြောနဲ့တို့ကိုကောသန္တာလေးမွေးပါစေကောသန္တာလေးမွေးလာမယ်လို့ဒေါက်တင်နာစိတ်ဝင်စားခဲ့တယ်ဟုတ်ပြီနော်အဲ့ဒါနတ္ထိကဝါဒနတ္ထိမာတာနတ္ထိပိတာတော့နှစ်ပေါင်း2500တဲ့ဒီဝါဒတွေရှိခဲ့ပါတယ်မက်ကလီဂောဆာလာနော်ပကုရကစ္ဆာယနာအများကြီးအဲ့တော့နတ္ထိကဝါဒဆိုဒီမှာကုသိုလ်မရှိဘူးအကုသိုလ်မရှိကုသိုလ်ရဲ့အကျိုးမရှိဘူးအမေမရှိအဖေမရှိနတ္ထိပရောနတ္ထိဣဒလောကောနတ္ထိပရောလောကောဒီဘဝသိပြီလည်းမရှိဘူးအဲ့လိုနတ္ထိဝါဒနတ္ထိကဝါဒဆိုပါတယ်အဲ့ဒီဝါဒ3ရပ်ကိုခိုင်မာစွာယူထားသောပုဂ္ဂိုလ်တွေကိုဧကန္တကာလကအကုသိုလ်ဆိုပါတယ်သူတို့တွေဒီဘဝတော်ဘဝမှာဝုဋ္ဌာဏံလွတ်မြောက်ဝုဋ္ဌာဏံနာမှာလွတ်မြောက်ခြင်းမြည်သည့်နတ္ထိမရှိတော့နောက်ဒုတိယသွားမယ်ဒုတိယပုဂ္ဂိုလ်ကတစ်ကြိမ်တော့ပေါ်ဝင်ရှိတယ်ဒုတိယပုဂ္ဂိုလ်သွားအောင်ကရင်သဘိက္ခွေပုဂ္ဂလောအုံမုစိတ်တော်နိမုဇတိဘိက္ခွေခြေသားတို့ကထင်စားပုဂ္ဂလောဘလိုပုဂ္ဂိုလ်မျိုးသည်အုံမုစိတ်တော်ပေါ်လာပြီးနိမုဇတိတစ်ကြိမ်တော့ပေါ်ဝင်ရပါ၏ပြန်မြုပ်သွားတယ်ဆိုတော့သတ္တဝရိယသတ္တဝရိယတတိသမာဓိပညာစပြတော့ဘိုး၅ပါးဣန္ဒြေတရားတွေမှာတတ္တတရားတတ္တဝရိယတတိသမာဓိဟိရိဥတ္တပအဲ့ဒါမျိုးတွေပေါ့ဗျာတတ္တအစဖြာတော့တော်ပြီဟောဖြတ်တော့ဗျာခင်ဗျာဟိုအကုန်လုံးအဲ့ခုနှစ်မျိုးဖြတ်တော့တကူချင်းပြန်သွားမှာဆိုတော့အကုန်ဖြတ်ပလိုက်တော့ဗောဒါအဲ့တော့တတ္တအစသောဘုတရားတွေမှာသတ္တသာဓုကုသလေတုဓမ္မေတုဟောဣဒဘိက္ခုယကိသောပုဂ္ဂလောဩဝိဇ္ဇတိသာဓုတတ္တတရားတွေတော့ရှိပါ၏နော်ကိုကြည့်အောင်ခင်ဗျားဒကမာကြီးတတ္တတရားတော့ရှိတယ်ဗျာနော်ကိုတင်တို့ဒကမာကြီးတရားတော့ရှိအဲ့
အဲ့ဒီတရားတရားကတိုးသွားခြင်းလည်းမရှိဘူးရော့သွားခြင်းလည်းမရှိဘူးတို့ဘုန်းကြီးတွေဆုံးခံတာနဲ့သိကြိုက်တာပုံမှန်ပဲဘုန်းကြီးများအကြာကြီးဆုံးခံလာခဲ့တယ်တကယ်တထေးတန်းမှာအခုကျတော့ခွန့်လွတ်တတ်ပါတယ်အလွန်ချမ်းသာတဲ့ပုဂ္ဂိုလ်ကြီးပဲမလွန်တော့ပါဆိုတော့ပြီးအောင်တထေးတွေပဲအဲ့တော့ဒီလောက်ရှိတဲ့အိုးကြီးနဲ့ပဲ2တင်း3တင်းပြုတ်လိုက်တယ်စီကတော့ဘုန်းကြီးတို့ပြုတ်တယ်အစကားရမနဲ့စောသွားတော့သူတို့ပဲအိုးချတဲ့အချိန်ဖြစ်တယ်စီရတဲ့ဒုက္ခမြပဲတင်းကိုစီတပိတ်တာလောက်ထည့်ရတာပဲပဲက3တင်းပြုတ်တယ်စီ3ပိတ်တာတော့ပြကြရေနဲ့စီနဲ့လဲပဲဖြစ်သွားတော့အဲ့ဒါလေးပဲကျိုးတို့ဖုံးပေးရတာလေအခင်းညင်လေးတစ်ခွက်အဲ့ဒီရှင်နာတထေးရလဲအေးအမအိုးကြီးနဲ့ခင်းညင်လေးချက်ပဲသူကဘလောက်ပဲနှစ်တွေပြောင်းသွားတန်ဃာတွေကိုသူလောင်းတာမိုးရွာနေပူကူလောင်းတာရော့သွားခြင်းမရှိဘူးရှိလားသူတရားတရားရော့သွားခြင်းမရှိဘူးဒါပေမဲ့တနေ့တလေတွေများဝတ်သားလောင်းမလားလို့3နှစ်3မို့ခံပါတယ်တခါမှမရခဲ့တခါမရဒါပဲတော်ပြီနောက်ကြတော့တခါတရံကြတာအဲ့ပဲပြုတ်လေးနဲ့တိုးဝရင်မရှိပါဟာယတိယေဝဒါတယောက်ပေါ့ဗျာခုနဟာတော့ဘုန်းကြီးများကြော်ပြောလိုက်တာဘူးပထမဦးဆုံးပုဂ္ဂိုလ်ကတော့သတ္တတရားသည်နေဝတိတ်တိကြာရှည်လေးမြင့်စွာမတည်နောဝတ္တိတိုးဝခြင်းလည်းမရှိဟာယတိယေဝဆုပ်ယုတ်ခြင်းသာလည်းရှိ3ချက်ကြာရှည်လေးမြင့်မတည်ဘူးသတ္တတရားတော့ရှိတယ်ကြာရှည်လေးမြင့်မတည်ဘူးတိုးဝခြင်းမရှိဘူးဆုပ်ယုတ်မှုပဲရှိတယ်အဲ့ဒါဒုတိယခုနကတော့ဒုတိယပုဂ္ဂိုလ်ဘုန်းကြီးများမန္တလေးမှာဆုံးခံတဲ့ပုဂ္ဂိုလ်တတိယပုဂ္ဂိုလ်လာလိမ့်မယ်ဟုတ်လားခုလိုပေါ့နော်ဒါကဟိုကျုပ်တို့တတိယလို့ပြောလိုက်တာပါကြာရှည်လေးမြင့်မတည်ဘူးတိုးဝါခြင်းမရှိဘူးဆုပ်ယုတ်ခြင်းပဲရှိတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးသည်တဲ့တစ်ချိန်သာပေါ်၍မြုပ်ပါမယ်တခါတော့တတ္တတရားရှိတယ်အဲ့ဒီတတ္တတရားသည်ကြာတတ္တတရားဝရိယတရားဟိရိတရားပညာတရားသမာဓိတရားများဆိုပါဗျာအများကြီးပေါ့နော်အဲ့ဒီ9ပြာသောတရားတွေ9ပြာသောတရားတွေအဲ့ဒီတတ္တတရားတတ္တဝရိယသတိသမာဓိပညာဟိရိဩတ္တပဆိုတဲ့9ပြာသောတရားတွေသူတော်ကောင်းဥစ္စာ9ပြာတွေကိုယ်တွေဘယ်နှပြတတ္တဝရိယသတိသမာဓိပညာဟိရိဩတ္တပဘယ်နှမျိုးအဲ့ဒီ9မျိုးသောသူတော်ကောင်းတရားတွေသည်တစ်ချိန်တော့သူ့တဏ္ဍာမှာဖြစ်လိုက်ပါသည်ကြာရှည်လေးမြင့်နေဝတ္တိအကြာကြီးမတည်နောဝတ္တိမတိုးဝါဟာယတိယေဝဆုပ်ယုတ်ခြင်းသာလည်းဖြစ်၏အဲ့ဒီပုဂ္ဂိုလ်သည်ဒီသာသနာမှာတွေ့ရတဲ့အခါမှာတစ်ချိန်တော့ခေါင်းထောင်မဲ့သို့တော့ပြန်မြုပ်ပဲပေါ်မလားတော့ဘ누구လဲလေအဲ့ဒါဒေဝဒတ်တို့အဇာတတတ်တို့နဲ့တူပါတယ်သာသနာမှာတစ်ချိန်တော့တိုးခွင့်ရလိုက်တယ်ဒါသူတို့တွေဒီပြန်ပေါ်မလားစကားရိုက်သွားတယ်ဘ누구လဲကုန်းတော့ဒေဝဒတ်တို့အဇာတတတ်ဟုတ်ပြီနော်ဘ누구လဲဒေဝဒတ်တို့အဇာတတတ်ဟုတ်ပြီလားအဲ့ဒီဒေဝဒတ်တို့သူတို့ဒေဝဒတ်တို့အဇာတတို့ဒေဝဒတ်တို့အထသမပတ္တိယောပင်စအဘိညာယောနိဗ္ဗတောပိဟောနိဗ္ဗတေတော်ပြီဒေဝဒတ်တို့သည်ခုနအဘိညာ8ရက်သမပအဘိညာ9ရက်သမပ8တန်ကိုရပင်ညာညာတော့လေတစ်ချိန်ပေါ်လာတယ်ဒေဝဒတ်အဇာတလို့ရေးလိုက်ဒေဝဒတ်အဇာတသူတို့သည်သာသနာနဲ့တစ်ချိန်တွေ့ဝင်ရတယ်ဒါပေမဲ့သူတို့တဏ္ဍာမှာဖြစ်သောသမာဓိတရားများကိုဒေဝဒတ်သည်ကြာရှည်လင်းမြင့်စွာမထားနိုင်ပါဘူးအဲ့ဒီတမာရီတရားကနေလောကီတမာရီမှာလောကုတ္တရာတမာရီကိုမပြောင်းနိုင်ခဲ့ပါဘူးဟုတ်ပြီနော်ပြောင်းနိုင်ခဲ့လားပြောင်းနိုင်ခဲ့ဒီလိုမပြောင်းနိုင်တာဖြစ်ချင်းသူတို့မှာရှိထားသောဇန်တမာရီများသည်ရော့သွားတယ်ရော့သွားတာဖြစ်ချင်းကြောင့်ငရေကြပါတယ်နားလည်မလားသူရဲ့ဒေဝရရဲ့တပိသာဝကများသည်ဘုရုမှငရေကြပါတယ်ဟုတ်ပြီနော်ဒါကပြီးတော့တတိယပုဂ္ဂိုလ်ကြည့်အောင်တတိယပုဂ္ဂိုလ်ကြတော့တတိယပုဂ္ဂိုလ်လာမယ်ကရင်စာဘာနာဘိကဝေတကြိမ်သာလင်းပေါ်၍ရက်နိုင်တဲ့ဆိုတဲ့ပုဂ္ဂိုလ်ကတော့ဣဒဣသာသနာတော်နဲ့ဧကိသောပုဂ္ဂိုလ်တော်ချုပ်သောပုဂ္ဂိုလ်သည်အုံမုတ်စိတ်တော်အုံမုတ်စတိအုံမုတ်စိတ်တော်ပေါ်ပြီးထိတော်ရက်တည်နိုင်ပါ၏သာရုတတ္တကုသလေသူဓမေသူကုသိုလ်တရားတို့နဲ့သာရုတ္တသရတရားကောင်းတယ်ကုသိုလ်တရားတွေမှာသရတရားကောင်းတယ်ကိုယ်ဆိုကုသိုလ်တရားတွေမှာသရတရားကောင်းတယ်ပညာတရားတွေမှာလည်းသရတရားပညာတရားလည်းရှိတယ်သို့တော့နေဝဟာယတိရော့သွားခြင်းလည်းမရှိဘူးနောဝတ္တိတိုးဝါခြင်းလည်းမရှိဘူးပင်ကိုယ်တိုင်းပဲရှိတယ်ကျောင်းကိုလာတယ်တစ်ခေါက်လာ1000ပဲနောက်တစ်ခေါက်လာလဲ1000ပဲနော်ဟိုဘုန်းကြီးတို့ဆရာတော်ဦးနိုင်တိုင်းတူတယ်လားကုန်းစော်ကြီးဟို1000နဲ့နေစပေါ်တယ်တော့မဟုတ်ဘူးပေးတယ်အဲ့တော့ဒီဓမ္မစရီဥကောသနာဒီတစ်နှစ်ပဲမရတာဘုန်းကြီးကဘုန်းကြီး3သိန်းနဲ့ရ10သိန်းနဲ့ရသူ့ရှေ့တယ်မဲ့ကမဓမ္မတွေက3သိန်းလို့ပဲသူတွေ့နေတာ1000ကိုဘုန်းကြီးမန္တလေးတွေ့1000
ဦးနောဒီတစ်ထောင်ဥခိမတစ်ထောင်ဒကမာလေးလည်းတစ်ထောင်အဲ့လိုဒီနေ့လည်းတွေ့တယ်ပို့ဖို့ဝေလည်းတစ်ထောင်ရော့လဲရော့ပေးတာမရှိဘူးတိုးပေးခြင်းလည်းမရှိဘူးတစ်ထောင်ဒီတစ်ခေါက်တော့နည်းနည်းများတော့ဟုတ်လားဒီခေါက်တော့နည်းနည်းများတော့တဲ့ကျတို့ကွန်ပျူတာပဲလူထားတာဟုတ်ဘုန်းကြီးဥခိမောထွက်တော့ဒါကြတော့နည်းသေးတယ်ကွာ200တန်းတုပ်ဆိုတော့2000ပေါ့ဗျာနောက်ကထပ်ထွက်တော့900တယ်ဒါကတော့များတယ်ကွာ9000ကျတော့များတယ်အဲ့ဘုန်းကြီးနဲ့တော်တော်ရိုးသားတယ်အညာသားပိုးတစ်ခွာလေးအဲ့ဒီခါကျတော့သူကရော်ရင်းလည်းမရှိဘူးတိုးရင်းလည်းမရှိဘူးဒီတိုင်းပဲတတ္တတရားဝရိယတရားစသည်အပြင်တရားများသည်ရက်လက်ရက်ပဲရှိပါတယ်သူ့သာသနာမှာရက်နေသောပုဂ္ဂိုလ်လို့ဆိုပါတယ်ဟုတ်ပြီနော်ဘာလဲတတ္တတရားကုသလေသူဓမေသူကုသိုလ်တရားတွေနဲ့တတ္တတရားသည်နောဟာယတိနေဝဟာယတိယောသွားခြင်းမရှိဘူးနောဝတ္တိတူပါခြင်းလည်းမရှိတိတ်တိရက်မြဲတိုင်းရက်နေတယ်ခုနဘုန်းကြီးပြောတဲ့အတိုင်းပဲနှစ်ပေါင်းများစွာဆွမ်းလောင်းတဲ့ပဲ3တင်းစီ3ပိတ်တာဒါစီလောင်းထည့်ဒါပဲအေး3တင်းတော့မကတော့မကောက်ထင်ပါလေဘုန်းကြီးများလူမွေးငါ60 90အဲ့လိုကျွေးလောက်တဲ့ဒံအိုးမူအကြီးဗျာလူဘုန်းကြီးထိုင်လိုက်လို့ရှိရင်လူတစ်ထိုင်လောက်ရှိတဲ့ဒံအိုးမူအကြီးအဲ့ဒါကြီးကုန်နေနော်ဘုန်းကြီးဘယ်လောက်များအဲ့ဒါဆွမ်းဝဲထဲကုန်သွားတာပဲထောပတ်ကြီးတခါကျတော့ဘုန်းကြီးကအဖြူရောင်နဲ့ဆိုင်အဲ့ဒီအညိုပဲကလေးတော့ကြိုက်ပဲအဖြူပဲထောပတ်ကြီးတွေသူခင်ဗျာလည်းတော့တွေးကြည့်တော့မှဩတနေ့ကိုဒီအိုးကြီးနဲ့တူစီ3မိတ်တန်နဲ့နေတူကနှစ်ပေါင်း40မှာသားစဉ်40လုံးခဲ့တာဩငါတို့တွေဒါလေးနဲ့လူရစောစောတော့ဒေါကာနာပေါ့ဗျာတခါကျတော့ဝတ်သားလိုချင်တာပေါ့ဒါတော့သူကိုပေါ့ဝတ်သားအခုစိတ်နဲ့ပြန်တွေ့တော့ကျေးဇူးကြီးပါတယ်နော်မှန်မှန်မြတ်တာပဲပို့ပေါ့ဗျာအဲ့တော့3နှစ်လောက်သူလို့ရှိရင်ဆွမ်းခံတယ်ဟင်းပြောင်းသွားရင်မရှိဘူးဆွမ်းခွက်ကြီးကျင်တဲ့လောက်ကြီးအပြစ်ထည့်တယ်သေးတဲ့အပြစ်ကြီးတဲ့အပြစ်ဆွမ်းခွက်ကြီးလို့တဝက်လျှော့မထည့်ဘူးအပြစ်ဆွမ်းခွက်တစ်ခွက်တော့အပြစ်ထည့်တယ်မနေ့မိုးလင်းသံဃာတွေစောင့်နေပြီဒီသံဃာတွေအများကြီးအသက်60 90ကြီးသံဃာပေါင်းထောင်ချီကိုသူဘုန်းကြီးတွေသွားတာပဲအဲ့တော့ကျတော့ ground နဲ့အိုးချစ်တန်ကြား3နိုင်လောက်ပြောင်းသွားတာဆိုတော့တိုးဝါခြင်းလည်းမရှိဘူးရော့သွားခြင်းလည်းမရှိဘူးသူဘယ်တဲ့ပါတတ္တရာပုဂ္ဂိုလ်တွေပါဟုတ်ပြီနော်ဘုန်းကြီးတို့ဘယ်တဲ့ပါလဲခမရမေးတာမတတ္တရာပုဂ္ဂိုလ်သူ့မေးတာဘယ်တဲ့ပါကိုကြီးအောင်ခမရဘယ်တဲ့ပါပထမကတော့ဗျာမိစ္ဆာဒိဋ္ဌိခင်ဗျလွတ်တယ်ပုရုဇဉ်3ယောက်ရဲ့အရိယာ4ယောက်ရဲ့အဲ့ဒီပုရုဇဉ်3ယောက်ထဲပဲမဲထည့်ပါကိုတင်တို့အမတ်1ပုဂ္ဂိုလ်လည်းခင်ဗျားတို့ပါလားမပါဘူးအမတ်2ပုဂ္ဂိုလ်ဟာပါရင်ခင်ဗျာဘုရားကိုတတ်မှာနော်ဒေဝရတို့ဇာတုတို့လည်းပါလားဒါနံပါတ်ဘယ်တဲ့ပါလဲဩဒုက္ခပါအမတ်2ပုဂ္ဂိုလ်ဆိုလို့ရှိရင်ပင်စံရဲ့ကံကျူလွန်မယ်ဒေဝရတို့အကွေးတွေအမတ်2တဲ့ဆိုတာလားနော်ဒုက္ခပါဘယ်တဲ့ပါအမှတ်3ဒါဆိုတော့တတ္တတရားသည်ငါတို့တွေအခုမတရားဖို့တရားများဆိုရင်နံပါတ်4ဆင့်ကိုမရောက်တာကိုတို့တဏ္ဍာမှာရှိနေသောရှိပြီးသားတတ္တဝရိယတမာတိတရားများသည်ရှိပြီးသားအတိုင်းတိုးခြင်းမရှိဘူးရော့သွားခြင်းလည်းမရှိတာဖြစ်ခြင်းကမဟုတ်တာလည်းမလုပ်ဘူးတိုးခြင်းမရှိဘူးဒါအဖြစ်ရှင်းသွားပြီအကဲနည်းနည်းတိုးလိုက်တာနဲ့ဘယ်တဲ့ရောက်သွားမှာသရုပ်ရဖို့ပဲရောက်သွားမှာဒါဖြေပေါ်ပြီနော်အဲ့တော့တတ္တထိုကိုကြည်အောင်ဤတတ္တတရားသည်နေဝဟာယတိရောရင်းလည်းမရှိပါနောဝတ္တိတိုးဝါခြင်းလည်းမရှိပါတိတ်တိရှိမြဲတိုင်းပဲစပြီးတရားနာတဲ့ကမောင်ကြည့်အောင်တရားဝဲဟောတဲ့ဘုန်းကြီးတွေမှာဆရာကြီးပြန်လာမှုသွားပြီဘိုးဆရာကြီးပြန်လာမှုသွားပြီကြည်အောင်ဟုတ်တယ်နော်ဗါလဲလေနောက်ကဆရာတော်ဘောဓနာပြန်လာမှုသွားပြီကြည်အောင်ပါနော်ဗါလဲလေကိုကြည့်အောင်ခမရနာမည်လည်းကျိုးသဘောကျပါလားနော်သုရတိလုံခွင်းနဲ့ခြေနှင်းကသေးပြောင်းနော်စီးတဲ့မောင်ပွဲလေကောင်းနေရထားမကြည့်အောင်မြင်လိုက်ပါလားခမရနာမည်ကျိုးသဘောကျနော်ဟုတ်လားမမေ့တော့ဘူးနော်လိုက်မလားကွမကြည့်အောင်ရေပွဲလေကောင်းနေရထားဆိုဖြစ်နေပြန်အဲ့တော့ဘုန်းကြီးတစ်ပါးပြီးတာဆရာတော်တွေကတော့ဟောသွားတဲ့တရားတွေကိုယ်တဏ္ဍာမှာရှိသောတတ္တတရားတွေလောကီစိတ်လောကီရဲ့အဝင်းဝိုင်းထဲမှာပဲရှိသေးတယ်ဆိုတော့ဒီတရားကပြလိုက်ပါပြီ1 2 3ဘယ်ထဲမှာရှိ4ကိုမရောက်သေးဘူးဟုတ်လားကဲနံပါတ်4ပုဂ္ဂိုလ်ကြည့်အောင်ဖြစ်နေကိုတော်မှကြည့်အောင်ဖြစ်နေမမကုန်ကရင်ဇာဘိတ်ကိုပုဂ္ဂလောဩမောစိတ်တော်ဥပတ္တိဝေလောကေတိဣဒာဤသာသနာတော်၌ဧကေသောပုဂ္ဂလောကျိုသောပုဂ္ဂိုလ်သည်ကုသလေသူဓမေသူကုသိုလ်တရားတော်၌တတ္တတရားသည်ဒါပဲအဲ့တော့ကုသိုလ်တရား၌တတ္တတရားရှိတာကို3စားခွဲတယ်2ပုဂ္ဂိုလ်ရဲ့3ပုဂ္ဂိုလ်ရဲ့4ပုဂ္ဂိုလ်ရဲ့ပါဠိကအတူတူပဲပြကိုကြည့်အောင်ပါဠိကအတူတူပဲကုသလေသူဓမေသူကုသိုလ်တရားတော်၌သာဓုတတ္တပါဠိကအတူတူပဲဓမ္မကြီးဒီပါဠိလေးကိုသာဓု
တတ္တာပါဠိအတူတူပဲသာဓုတတ္တာဟိရိဥဒ္ဒပဝရိယပညာသမာဓိအတူတူပဲသာဓုတတ္တာကုသလေတုဓမေတုပါဠိအတူတူပဲဒါကြောင့်မလို့ဒီဥစ္စာတွေကသာသနာသမ္ဗရာနည်းကိုသိရင်ပါဠိတွေလက်တန်းအောင်ရေးလို့ရပါတယ်ဒါပဲနံပါတ်1ပုဂ္ဂိုလ်နံပါတ်3ပုဂ္ဂိုလ်နံပါတ်4ပုဂ္ဂိုလ်ဒါပဲကုသလေတုဓမေတုကုသိုလ်တရားတို့၌တတ္တတရားသည်သာဓုကောင်းပါ၏သာဓုကကောင်းခြင်းနဲ့ဟောတယ်ဟုတ်တယ်သာဓုကောင်းပါ၏ကုသိုလ်တရားတို့ကုသိုလ်တရားတို့ကုသိုလ်တရားမှာတတ္တတရားရှိပါ၏ဒါပဲဒါအဲ့တတ္တတရားကနည်းနည်းလေးပြောင်းသွားတယ်သူ့ရဲ့အဆင့်တန်းလေးပြောင်းသွားတယ်နော်ကုသလေတုဓမေတုကုသိုလ်တရားတို့၌သာဓာတတ္တတရားသည်သာဓုကောင်းပါ၏ဟိရိတရားသည်သာဓုကောင်းပါ၏ဩတ္တပံသီလသမာဓိဥတတ္တဝရိယတတိသမာဓိပညာဟုဆိုတော့တရားတွေဟိရိဝတ္တပဟုဆိုသောတရားတွေခုနှစ်ပြားသောတရားတွေကောင်းပါ၏ဒါသူကဘာကောင်းလဲသူဘယ်လိုကောင်းလဲအဲ့ဒီသူရရှိထားနားတော့သူရရှိထားသောခုနနှစ်ပုဂ္ဂိုလ်သွားပြီဗရာတဲ့တစ်ခါပဲတွေ့လိုက်သာသနာနဲ့ဘာလဲတစ်ချိန်ပဲသာသနာနဲ့တွေ့လိုက်တယ်တော်လို့စီခင်ဗျားတို့ကခင်ဗျားတရားမှတ်မယ်နော်ခင်ဗျားတို့ဗုဒ္ဓဘာသာကခင်ဗျားတို့ဘုန်းနဲ့လို့လမ်းလို့ဟုတ်ပြီလားတစ်ချိန်ပဲသာသနာနဲ့တွေ့လိုက်တယ်မြုပ်သွားတယ်ဒုတိယတတိယပုဂ္ဂိုလ်တွေ့တော့တွေ့တယ်သူတိုးဝါးခြင်းလည်းမရှိဘူးပုံမှန်ဖျားသွားကြောင်းတဲ့ပရိစိတ်တရားနာပုံမှန်တိုင်းပဲလုပ်တဲ့ပုဂ္ဂိုလ်တွေဟုတ်တယ်နော်ပုံမှန်တိုင်းပဲဗုဒ္ဓဘာသာအဖြစ်ကနေမွတ်စလင်မဖြစ်သွားဘူးခရစ်ယာန်မဖြစ်သွားဘူးမကောင်းတာမလုပ်ဘူးသီလဆောက်တည်တယ်တရားနာတယ်သားသမီးမို့ရင်ရှင်ပြုတယ်ရှေ့ရဲ့ဥပုပ်အဖိတ်နေလာပိတဝယ်မှာဖျားသွားကြောင်းတဲ့လုပ်တယ်တရားဝဲကြီးရှိရင်တရားနာတယ်ဒါသူ့အဆင့်နေအဲ့ဒီတိုင်းပဲရှိတယ်သူလည်းကုသလေတုဓမေတုသာဓုတတ္တာဟုတ်တယ်နော်သူပုံမှန်ရှိတယ်ဒါပေမဲ့အဲ့ဒီတတ္တတရားတွေနဲ့ယင်ထဲမှာရှိသောမိသည့်တန်ရောစဉ်တစ်ခုကိုမျှပယ်ရှားခြင်းမရှိဘူးအဲ့ဒါပြကွာသွားတာတဲ့ခုလာပြီတဲ့သောတော်ကိုဒီတိန်နဲ့တန်ရောဇနနံသုံးပါးသောတန်ရောစဉ်တို့ကိုပရိက္ခယရာကုံခန့်အောင်ကျင့်သုံးပါ၏ကွာသွားတယ်ကိုကြည့်အောင်ထားရေဘုန်းကြီးရောက်တော့ဆရာတော်ဘောဇနာတို့တရင်ညလာခွဲနေမှာကတိခင်းမယ်ရွေးပြီးဖိတ်လိုက်ပါတယ်ခုလည်းကြိုတွေပြောတာရွေးဖိတ်ပါတယ်ဟောဆိုရေခဲမိုးကခွက်300ပဲမှာထားလို့နော်လူ300လားကိုကြည့်အောင်ဆရာတော်ဘောဇနာရဲ့တရင်ညလာခွဲနေထားရေသွားတယ်သူနှစ်ယောက်ဆိုးတော့မဆိုးတစ်နှစ်ယောက်လုံးကအမှုပညာနာမည်တွေဖြစ်နော်ဆိုတော့သူသွားတယ်ပုံမှန်ကထိန်သင်္ကန်းလာခဲ့တယ်ကထိန်တရားနာရင်အပယ်မကြဘူးပြောတယ်နားတယ်ဝါဆိုသင်္ကန်းကပ်ပူရမယ်ကထိန်သင်္ကန်းတူပူရမယ်သိရင်သက်ချက်တရားနာဘူးရမယ်တို့ငငယ်ကကြားဘူးလားအဲ့တော့ကထိန်တရားနာဘူးတဲ့ကထိန်လူမောဒနာလုပ်ပြီးဟဲ့အပယ်မကြတော့ဘူးဟာသူအဲ့တော့ကထိန်သင်္ကန်းအလူရကတ်ဘာလဲကထိန်ခင်းမှုရမယ်ကထိန်အလူမောဒနာတရားနာဘူးရင်အပယ်ပိတ်နိုင်တယ်လို့ကြားဘူးပါတယ်ရှေ့ကဆရာတော်တွေလည်းဟောခဲ့ကြပါတယ်အ ਨੇ ဆုံးဝါဆိုသင်္ကန်းကပ်ဖို့ရမယ်ကထိန်သင်္ကန်းတူဖို့မယ်မလူဘူးရင်ကထိန်လူမောဒနာတရားနာဖို့ရမယ်သိရည်သက်ချတာမျိုးကြုံဖို့ရမယ်ဘုရားဘာသာတွေအဲ့လောက်ဆိုရင်အပေပေးရလွတ်ပါတယ်လို့ရှေ့ကဆရာတော်ကြီးပြောပါတယ်မှားတယ်မှန်တယ်မဝေဖန်ခဲ့ဘူးပြောတဲ့အကြောင်းကိုလက်ဆောင်ပေးလိုက်တယ်အဲ့တော့အန္တိထားရဲ့ကိုကြည့်အောင်လည်းလာတယ်ဘုန်းကြီးကိုသင်္ကန်းလာကတ်တယ်ပြန်သွားတယ်ဒါပေမဲ့မိထားနိတန်နာမှာရှိသောတန်ရောစဉ်သုံးပါငါတန်နာနဲ့တန်ရောကုံရအောင်တို့သင်္ကန်းသွားကပ်စတန်းတဲ့ကမပါခဲ့ပါလားပါကိုယ်တော့ရေးလိုက်နံပါတ်4ပုဂ္ဂိုလ်တတ္တတရားရှိတဲ့အပေါ်ကပုဂ္ဂိုလ်တွေနဲ့တူပါ၏သို့တော့အဲ့ဒီသရုပ်ဓာပုဂ္ဂိုလ်သည်သရုပ်ဓာပုဂ္ဂိုလ်သည်ဘာလဲတန်ရောစဉ်တရားသုံးပါတို့ကိုကုံရအောင်တတ္တတရားတွေနဲ့လည်းကျင့်ပါသည်တတိတရားတွေနဲ့လည်းကျင့်ပါသည်ဝိရိယတရားတွေနဲ့လည်းကျင့်ပါသည်သမာဓိတရားတွေနဲ့လည်းကျင့်ပါသည်ပညာတရားတွေနဲ့လည်းကျင့်ပါသည်သူပါတယ်လေသာသနာကိုချင်းကပ်တဲ့အခါမှာပရမတ်ဗုဒ္ဓံတရဏံကိစ္ဆာမိလို့ခင်ဗျားတို့ခဏခဏပြောတယ်ကိုးကွယ်စိတ်ကပ်သိမှတ်ပါ၏သုံးရပေးတယ်ပါတယ်လေဆရာတော်ကောသနာကိုဥလို့မကိုးဝယ်ဘူးလားကိုးဝယ်တယ်အိမ်လာလို့ရှိရင်ကိုကြိုက်တဲ့တရားတွေလုပ်လို့မယ်ကားရောက်အောင်ဝင်လိုက်ပို့စကားလိုက်ပို့မယ်ကိုးဝယ်တယ်စိတ်ကပ်တယ်ခြေထောက်တုပ်ပြီးတာတော့ယူသည်လေးလေးစတာကိုးဝယ်စိတ်ကပ်တယ်ဒါပေမဲ့အဲ့ဒီတန်ကတော့ရှင်သူမြတ်ရှိကဘာရမလဲတို့ကဘာသူ့ကိုကိုးဝယ်တော့မယ်တို့တန်တယ်မှာဘာစင်အောင်တော့သိမှရခုဝါဆိုသင်္ကန်းလာကတ်မယ်ကရင်သင်္ကန်းလာကတ်မယ်သာသနာ့လာချင်းကကိုးဝယ်တယ်တတ္တတရားနဲ့စပါတယ်အဲ့ဒီတတ္တတရားနဲ့သာသနာတတ္ထာယဥပသင်္ကမတိတတ္တတရားနဲ့ပဲစခဲ့ပါတယ်ဘုန်းကြီးတရားဟောပါတယ်တတ္ထာမှဒီနိဗ္ဗာန်စေတို့ဟုတ်တယ်နော်ကိုကြီးတတ္တတရားရှိမှဒီဒေါက်တာဥလူမောတို့ဇနီးတော်ခင်ဆွေတို့နေအိမ်ကိုကြွနိုင်တာပါလာနိုင်တာပါတတ္တတရားရှိရင်တတ္ထာယဥပသင်္ကမတိတရားတရားနဲ့လာချင်းကတ်တယ်ဟုတ်ပြီသာသနာကိုတတ္ထာနဲ့ကိုးဝယ်တယ်ကိုးဝယ်ပြီးတော့နောက်ပိုင်းဝယ်မိမိတဏ္ဍာမှာရှိသောကိလေသာကိုဘုန်းကြီးကိုနော်ခုနပြောလို့ခါတယ်ဆ
ဆရာတော်ကြီးတွေပြောလို့နဖူးပူပင်နဖူးပွန်ပွန်ဒူးပွန်ပွန်နဲ့ဆိုတာလို့ဘုန်းကြီးတွေကိုကိုယ်ဝယ်ရတာကွာတဲ့နဖူးပွန်ပွန်ဒူးပွန်နဲ့ဒါပဲဖတ်တယ်နဲ့မင်းတို့ဘင်းကောင်းနေထောင်ပြီးချကိုးနဲ့တရားမရဘူးကွာတဲ့စကားတော့ရိုင်းတယ်လို့ဖြစ်သွားတယ်မန္တလေးဆရာတော်ကြီးပြောခဲ့တယ်ဟုတ်တယ်နော်ဘာလဲလဲနဖူးပွန်ပွန်ဒူးပွန်ပွန်နဲ့ဖင်းမှုလောက်ထောင်ပြီးကြောနဲ့တရားမရဘူးကွာတဲ့ဘယ်လိုပြောခဲ့တာမန္တလေးဆရာတော်ပြောခဲ့တာဆိုတော့သူကမန္တလေးဆရာတော်ကဂရုကနန်းဖြစ်ခြင်းကြောင့်ပဲပဲနဲ့နဲ့ပြောတတ်ပါတယ်သူ့လူမျိုးတွေကလည်းဝိဝိုက်ပြောလို့နားမလဲဘူးအဲ့လိုပြောမှနားလဲပါတယ်ဆရာတော်ကြီးမန္တလေးဆရာတော်ကနည်းနည်းစာရေးတဲ့အခါမှာမကတွေပါတဲ့မှာအနုပညာမြောက်ကြလောက်အပြင်မှာတရားဟောတဲ့ခါကျတော့နည်းနည်းကျန်းနော်ဘာမန္တလေးကဂရုကနန်းဂရုလူမျိုးတွေဖြစ်ရင်နားတစ်ဖက်ပဲပေါက်တယ်သူ့လူမျိုးတွေကလည်းအဲ့လိုပေါ်ပြောမှကိုပေါက်တာဆရာတော်ကြီးကနည်းနည်းအပြောဆိုနေတယ်ကျန်းပါနော်ဒါကမန္တလေးဆရာတော်ကြီးရဲ့စကားတိုင်းပြောလိုက်တာအဲ့ဒီတော့ခုနကတော့နဖူးဘုံဒူဘုံနဲ့တရာတရားတတ္တတရားနဲ့စိကကိုးွယ်တယ်ကိုယ်တဏ္ဍမှာရှိသောကိရိတာကိုအဲ့ဒီတတ္တတရားနဲ့ကိုယ်တိုင်ပဲချေမှုန်းရပါတယ်တန်ရောစဉ်၃ပါးကုံရအောင်တတ္တတရားဖြင့်အာထုတ်ပါအာထုတ်သည်ရှိသောကုံသည်ရှိသောသရုပ်ထပုဂ္ဂိုလ်ဖြစ်ပါမယ်အဲ့ဒီသရုပ်ထပုဂ္ဂိုလ်နဲ့ကြက်ထားပါမယ်နော်ဒါတော့ကြာလန်ဆိုတဲ့ပုဂ္ဂိုလ်ဒီအဲ့ဒီထဲမှာပါသွားပြီဒါတော့သောတော်ပုဂ္ဂိုလ်ဒီတိဏ္ဍ၃ပါးကုံသောတန်ရောဇဏနဲ့ဒိဋ္ဌိတန်ရောဇဉ်ရဲ့ဝိဇိကိစ္စတန်ရောစဉ်ရဲ့သီလပရပရမတ္တတန်ရောစဉ်ရဲ့လို့တန်ရောစဉ်၃ပါးတို့၏ပရိက္ခယာကုံခြင်းကြောင့်သောတာပန်ဟောတိသောတာပန်ဖြစ်သွားပါပြီအာဝိနိပါဒဓမ္မောဖယုဝယေပြူကိုယ်ကြာရင်မရှိတော့နေရတော်ဂတိမြဲသွားပြီသံဘောရိပရာယနောအထက်မဲ့လည်းလဲလဲညာရှိသည်အဘောလေးဖြစ်တာကဲပါဠိလေးပဲသိရင်ကြောက်နော်မြန်မာလိုကြောက်နေရတော်အာဝိနိပါဒဓမ္မောအာဝိနိပါဒဓမ္မောအဲ့ဒါကြာလန်နဲ့ကြာလန်လေးပေါ်မှာရှိတဲ့ပုဂ္ဂိုလ်ရဲ့ဂုံ၃ချက်အုံမလေးကောင်းလိုက်တာပေါ့နော်ဂုံ၃ချက်ဘာ၃ချက်လဲဆရာမောနံပါတ်1အာဝိနိပါဒဓမ္မောဘာလဲလေအာဝိနိပါဒဓမ္မောလဲဒီဆရာတော်ဘုရားကြီးကဘယ်လိုပြောတယ်အလွန်မြင့်တဲ့ထမ်းမင်းပေါ်မှာအလွန်မြင့်တဲ့အုံမင်းပေါ်မှာရှိနေတဲ့အုံဒီထမ်းဒီကြွေကြတဲ့အခါမှာဘယ်နေရာကိုကြမသိလားကြားကျင်နေရာကိုကြမယ်ကွဲရင်လည်းကွဲမယ်အရေးတွေချင်ရင်လည်းချင်သွားမယ်ကျိုးလေးနဲ့တေချာချရင်ကိုလိုချင်ရကြပုထုဇဉ်များသေတာအဲ့ဒီထမ်းမင်ပေါ်အုံမင်ပေါ်ကလေတိုက်ပြီးကျွေကြတဲ့အသီးလိုပဲကွာပြီးသွားတယ်ကျိုးလေးနဲ့ချတာပါအရိယာတန်းနဲ့ကျိုးလေးနဲ့ချနော်ဟုတ်ပြီလားအုံးရင်ဖုံးပေးခြင်းနဲ့ပြစ်ချတယ်ညာအဲ့ဒါကျိုးလေးနဲ့ဒါလေအဲ့ဒါမှအုံးကြီးရမချင်ပါလေပြစ်ချရင်တော့ရတော့ရတယ်အုံးရင်မကောင်းတော့ဘူးဒါလေဒီဆိုရက်ပြောတယ်အဲ့ဒါကိုအာဝိနိပါဒဓမ္မောဖယုဖယပြိုကိုကြတယ်အရိယာရှင်မြတ်တို့ကြာလန်မှာတင်သွားတဲ့သောတာပန်ရှင်တို့သည်အဲ့တော့ကြာမောက်ကြာလန်ကိုကြည့်ရင်ဩဒီကြာလန်ကိုငါတို့လည်းတင်ရအောင်ကြိုးစားမယ်အဲ့ဒီကြာလန်ပေါ်မှာတင်သွားခဲ့သည်ရှိသောဖယိုဝရဲ့ပြိုကွဲလူလိုသေးမဲ့နက်လိုသေးမဲ့မြမလိုသေးမဲ့ခွေးလိုသေးမဲ့ဝက်လိုသေးမဲ့သေရင်ဆိုနဲ့ခန္ဓာသေးမဲ့ဘယ်နဲ့ကွဲတဲ့သေရင်ဆိုနဲ့ပြဘယ်လိုဟာမျိုးပြောတာကားတိုက်တနက်နဲ့ပြည့်ငွေကိုက်သူများဓာတ်နဲ့ခုတ်ဟုတ်လားမဟုတ်ဘူးဒါလူတွေအမြင်ကတော့သေခြင်းစိုးနဲ့သေတယ်ဆိုတာကားတိုက်ခံရတာသူများတက်ခံရတာအိမ်မောကလိမ့်ကြတာဟောလိမ်မြန်ပြက်ကြတာအဲ့ဒါတွေဘယ်လိုခေါ်တာလဲသေခြင်းစိုးဒါသူတို့ရေးတာရပ်ပင်းနေနော်သူတို့လူများရေးတာသေခြင်းစိုးလေးပြောတာရပ်ပင်းမဟုတ်အဲ့ဒါမှန်တယ်လေကျုပ်ရေးတာမှန်တယ်သူတို့ရေးတာကသူတို့နောက်တစ်ခုရေးလိုက်သေခြင်းစိုးသူတို့ရေးတာအများရေးတာကသေခြင်းစိုးညာသူတို့အဲ့လိုရေးတာဒီမှာကတော့ဆရာတော်ဘောဇနာတော့သေခြင်းဆိုသေပုံအချင်းရာဆိုးရတယ်ချင်းဆိုတာဘာလဲသေပုံချင်းရာဆိုးရတယ်နော်မြမစကလုံးလေးတွေကသိပ်ပြီးတော့ဒီဒါတွေကတော့ဗျာဘုန်းကြီးတို့အလုံးမဟုတ်ပါဘူးနော်မနေ့ကမှဘုန်းကြီးတို့ဆရာဦးတို့ဘော်တို့တွေ့ပြီးတော့ဘုန်းကြီးများတို့ဒီစလုံးလေးတစ်လုံးကိုယ်တွေ့လွယ်လွယ်လေးပဲအဓိပ္ပာယ်ဖွင့်ပါလေမျက်စိမှာကြာတော့အရေးဖြစ်ခြင်းမျက်ရည်ဒါကတော့သိမထူးဘူးဗျာသလားမျက်စိမှာကြာတဲ့အရေးဒီလိုထွက်ပါဒါဖြစ်သည်ထေရဝါဒဒသနသံဗရာနည်းနဲ့ကြည့်လိုက်တဲ့ခါကျတော့မျက်ဆိုဒီမှာအမျက်ပါအမျက်ဆိုဒီမှာဒေါသကိုဆိုလိုတာပါအမျက်ဒေါသအဲ့ဒီအမျက်ဒေါသကအခြေတည်ပြီးတော့မှထွက်လာတဲ့အရေးဖြစ်ခြင်းကြောင့်မျက်ရည်လို့ဆိုပါတယ်ဒါကတော့တို့မတူတော့အားလုံးသောမျက်ရည်ဒီအမျက်ဆိုတော့ဒေါသကြောင့်ဒါပေသည်လူတွေကပို့ပဲဆရာကြီးတွေဒီနေ့မနေ့ကပဲဘ
ုန်းကြီးမင်းကလည်းမပြောချင်လို့ဒီရုပ်မြင်သံကြားတွေမကြည့်တာပဲကောင်းပါလေနော်မကြည့်တာပဲကောင်းပါလေဆိုတော့ချင်းဝညွတ်ဆိုတာဘုန်းကြီးနဲ့တွေ့ဘူးပါလေအစားဆုံးထိုင်ကြည့်အနုပညာနဲ့ဝါသနာပါရတစ်ကြောင်းပေါ့သူကယာမယနာကိုသူကငကိုယ်လုံးနဲ့လင်္ကာရီဘချက်သူနဲ့သူစင်မော်ရောက်လာတဲ့ပုဂ္ဂိုလ်ဖြစ်ချင်းကြောင့်သူ့လင်္ကာရီဘကိုသူပြောတယ်မပြောဒါကောင်းလာတယ်အများကြီးပါပဲကိုလည်းဒီလင်္ကာဒီဘကိုနာစိတ်ဝင်စားထိုင်ပြီးကြည့်ဆိုအဲ့ဒီကကြည့်ရတယ်သူကတချို့ပါဠိအမှားလေးတွေပြင်ပါတယ်အဲ့ဒါမှအဋ္ဌစရဏ၄သဟတ္တထာမ၄အဲ့မှာသူကဘိုးကြီးတစ်ထောင်ဆိုဘုန်းကြီးသူ့ဘာရိထအမိလို့ဆိုမြောက်ရီကဟိုနည်းမိဖုရားလေးတွေကငါရာကိုရာချင်းကောင်းပြီဆရာဦးဆရာဘိုးကြီးတစ်ထောင်ကအဲ့ဒီလေးကိုဘလို့ကင်မလဲလူ15ယောက်ကင်လို့ရတယ်မရပါဘူးနော်ဗါတယ်လေအဲ့မှာသူကသဟတ္တဆိုတာသဟတ္တဆိုတာတစ်ထောင်ပါတဲ့ထာမဆိုတာစွမ်းအားဘိုးပေါင်းတစ်ထောင်ဝိုင်းတင်မှကြွတယ်မဟုတ်ပါဘူးခင်ဗျားတို့တခါတည်းမှတ်သွားလိုက်သလားဒါကိုနဲ့တော့မဆိုင်ပါဘူးနော်သဟတ္တပိုးကြီးတစ်ထောင်ပလဆရာကြီးကိုနဲ့ရင်းနှီးပါတယ်နော်မောင်ချီဦးယူပလပိုးကြီးတစ်ထောင်ဟောတယ်ပလဆိုတာ32ကျပ်သားရှိပါတယ်တစ်ထောင်နဲ့မြောက်ကြည့်လိုက်ဘယ်လောက်ရှိလဲ3000နဲ့2000နဲ့2000အဲ့ဆိုဘယ်လောက်ရှိလဲပိဿာ320ဆိုလိုတဲ့တော့ကဒါမြားနိုင်ငံမှာလိုးနေပြီဥပဒနာသွားတော့မယ်သူတို့သွားတော့မယ်မြားအဲ့ဒီ3000နဲ့320သောပိဿာနဲ့လေးတဲ့ဒီမြားကိုဒီလိုဆွဲလိုက်ရင်မြားညှစ်ကြသွားတယ်ဆိုတော့အချိန်300နဲ့ဆွဲလိုက်မှမြားကတွတ်တယ်အဲ့လောက်ဒီမြားကြီးကတင်းပါတယ်လို့ဆိုလိုပါပြီအဲ့ဒါမို့ဘိုးကြီးတစ်ထောင်မဟုတ်ပါဘူးကိုကြီးတစ်ထောင်ပါပလတပလကို32ကျပ်သားရှိပါတယ်အဲ့ဒါကြုံနဲ့ပြောလိုက်ပါဗျာသိရင်ဓမေစရိဥပဒနာရလာမေးတော့ရာမယဏဇတ်တော်နော်ဟုတ်ပြီလားကထားတော့သွားကြည့်မိလို့ပါဆိုလို့တော့ပါဠိတွေမှာမျက်ရည်သဟတ္တထာမအားဆုံးဆိုဒီမှာအဲ့ဒီ300ကျပ်သားပေါင်း3200ကိုဒီလေးကဆွတ်တင်လိုက်မှကြွလာပါတယ်ဆိုလိုတဲ့တော့ဒါကမြားလေးကြီးပါလေးကိုဒီနေရာမှာရှိတဲ့ကျိုးရဲ့နှုံအားပြီးပိဿာ320ကိုခြိလိုက်ရင်လေးညှစ်သွားပါတယ်သဘောပေါက်ပြီလားဒါကကြိုက်ချင်မကြိုက်ချင်နေပါဓမေစရိကခင်ဗျားကြုံလို့ပြောရတယ်အဲ့တော့သဟတ္တထာမသဟတ္တကိုတာကိုစထတော့အဋ္ဌစရဏလေးလို့ဒီလိုလဲရှိကအဋ္ဌစရဏဒါတွေတော့ထားပါသူကဒီဥစ္စာကိုထာမဆိုတာကိုဘိုးကြီးတစ်ထောင်ပိုးကြီးတစ်ထောင်နဲ့မှတ်လိုက်ပါတယ်လေပိုးကြီးတစ်ထောင်မှတ်လားဒါခင်ဗျားတို့နည်းဘာနားလေးပါလေးပေါ့နဲ့ပြောလိုက်ပါဗျာတရားကိုပဲပြေးနေပြေးလိုက်ပေါ့ဓမေစီဥပဒနာတော့မမောင်ချီဦးညိုရေးမောင်ကျော်စွာရေးဘိုးကြီးတစ်ထောင်မဟုတ်ပိုးကြီးတစ်ထောင်ဆိုတာ320နဲ့ပိဿာ320အဲ့ပိဿာ320ဆွဲလိုက်400ညှစ်ကြသွားတယ်အဲ့လောက်အားကောင်းတယ်အိမ်ညက်ကောလုပ်ကြည့်အဲ့တော့10အချိန်100လောက်ဆွဲတယ်၄ညွတ်မလုပ်ဘူးအဲ့တော့၄ညွတ်ရဲ့အရှိန်အားကဘယ်လောက်ရှိတယ်ဆိုတာဒါရှေ့ရဲ့ရှေ့ဟောင်းပါဘုန်းကြီးနားထောင်နေတာတော်တော်ပိတ်လိုက်တော့ကွာတို့ရဆက်နားထောင်နေဟောကြရတဲ့ကုံချမ်းတွေဖြစ်နေဦးမယ်နော်ဒီတော့မျက်ရည်ဒီတိုင်းပဲအခုပြောချင်တာပါတယ်လေသိချင်းဆိုနားထောင်အာဝိနိပါဒဓမ္မောဖယုဝင်းပြိုပွဲကြရမရှိတော့ဥပါဒနဲ့ခန္ဓာရေးဥပါဒနဲ့ခန္ဓာမသေးပဲနဲ့ခင်ဗျားတို့ကြုံမမြင်ရတော့ဘူးမင်းမထွက်ရင်လည်းငါလူကြီးဆက်ချစ်မယ်နဲ့ထွက်တဲ့အလုံးနဲ့လှုပ်စမ်းပါမထွက်မှန်းသိရင်ခင်ဗျားဆက်ချစ်တယ်ကိုကတန်းကြည့်မှမြင်ရမှာဥပါဒနဲ့ခန္ဓာမမြင်ရဘူးဗျာမထွက်မှန်းသိတယ်ချစ်တာလေသူကနောက်တစ်ချောင်းပြောင်းလိုက်ပါတော့သဘောကဥပါဒနဲ့ခန္ဓာမသေးပဲနဲ့ဥပါဒနဲ့ခန္ဓာမသေးပဲနဲ့ပင်ဆက်ခန္ဓာသေရင်ဆိုလို့ဆိုသည်ပြောင်းသွားပြီဥပါဒနဲ့ခန္ဓာမသေးပဲနဲ့ပင်ဆက်ခန္ဓာသေရင်ဆိုလို့ဆိုသည်နောက်တစ်ချောင်းရေးဦးပါလေနောက်တစ်ချောင်းရေးဦးပါမရတော့ဘူးဥပါဒနဲ့ခန္ဓာသူတို့ကပ်မှတ်သွားနိုင်အောင်ဥပါဒနဲ့ခန္ဓာသေပြီးပစ္စက္ခန္ဓာနောက်မှသေခြင်းကောင်းဥပါဒနဲ့ခန္ဓာသေပြီးပစ္စက္ခန္ဓာသေခဲ့တော့သေခြင်းကောင်းဟုတ်ပြီနော်ကိုကြီးရသုဘဗုဒ္ဓလူနာကြီးကိုညာနှစ်ခုရတယ်သုဘဗုဒ္ဓ2ယောက်သေခြင်းကောင်းအဲခင်ဗျဒီဟိုကသုဘဗုဒ္ဓ2ယောက်ရှိတယောက်ကဒေဝရကအဖေတယောက်ကသတောင်းစားဘယ်လိုလဲတယောက်ကသတောင်းစားတယောက်ကအပယံဒေဝရရဲ့အဖေရှင်ဘုရင်သုဘဗုဒ္ဓနန်းစည်းစိမ်လေးခံစားနေရတော့လေဥပါဒနဲ့ခန္ဓာမသေးတာဖြစ်ခြင်းကြောင့်သေခြင်းဆိုလို့ဆိုပါသည်
နုနာတိသုတ်ပါဗုဒ္ဓသောတာပန်တည်တယ်နွားခွေလို့သေးတယ်သေရင်ကောင်းလို့ဆိုသည်အဲ့ဒါပါအဲ့တော့ဟိုဘက်ကဒေဝရကအဖေရှင်ဘရင်တိုင်းမြို့ကျော်မင်းလုပ်တဲ့ပုဂ္ဂိုလ်ပဲသို့သောအဝိနိပါဒဝိနိပါဒအဲ့ဒါဒီပါဒနော်ကိုယ်စားပါဠိလေးရေးလိုက်ဝိနိပါဒအဝိနိပါဒဒါလေးရေးလိုက်ဟိုဘက်ကသောတာပန်ကဟိုနေလေခင်ဗျဥပါဒณะခန္ဓာသိပြီးဥပ္ပဇ္ဇခန္ဓာသိခဲ့တော့သိခြင်းကောင်းကအဝိနိပါဒဟိုဘက်ကဒေဝရကအဖေကဝိနိပါဒဟောအဲ့လိုမျိုးကြွားသွားအဝိနိပါဒဆိုတာဝိရူပံနိပတံတိနိပစ္စန္တိဖောက်ပြန်နဲ့ကြာပုံမှန်မကြတော့သောတာပန်တည်ပြီးရင်လူဖြစ်သွားပြီသိကြငရဲတဲ့စိတ်ဓာတ်တွေမဖြစ်တော့ခွေးလည်းဖြစ်တော့ဟုတ်ပြီနော်အဲ့တော့ဝိနိပါဒဖယုတ်ပြဝိနိပါဒဘေးပုရုဇဉ်တွေတွေ့ရတဲ့ဘေးထဲမှာအဲ့ဒီဝိနိပါဒဘေးကြီးခက်အဆိုးဆုံးပါပဲဘာဘေးလဲဝိနိပါဒဘေးပုရုဇဉ်နဲ့တွေ့ကြုံရတဲ့ဘေးကအဲ့ဒီဘေးပါလားဒါတော့ပုရုဇဉ်ဖြစ်လာလို့ချင်းဟိုသင်္ခါရအလုပ်ဒီသင်္ခါရအလုပ်နော်ဟိုဆရာကြီးသွားဒီဆရာကြီးသွားသတ္ထာရဏအုံလောကိတာဆိုနာနာသတ္ထအုံလောကနာဘေးဘုန်းတော်အဲ့ဘေးတွေဆရာများတဲ့ဘေးနာနာသတ္ထအုံလောကနာဘေးနာနာသတ္ထအုံလောကနာဘေးနော်ဝိနိပါဒဘေးအဲ့ဒီဘေးတွေအခက်ဆုံးပဲနော်အဘိသင်္ခါရဘေးဒီဘေးသုံးဘေးတော့မှတ်သွားဗျာဆရာကြီးနာနာသတ္ထအုံလောကနာဘေးရဲ့ဝိနိပါဒဘေးရဲ့အဘိသင်္ခါရဘေးရဲ့အဲ့ဒီဘေးသုံးခုလောက်တော့မှတ်သွားပါအောက်မှာဝိနိပါဒဘေးတစ်နော်ဟုတ်ပြီလားဟိုမှာခင်ဗျာရေးထားတယ်ခင်ဗျာရေးထားတာဟိုမှာဝိနိပါဒဘေးနာနာတရဆရာများတဲ့ဘေးရေးပြီးဟိုမှာဝိနိပါဒဘေးရေးပြီးဝိနိပါဒဘေးဆရာများတဲ့ဘေးကနာနာတရအလောကနာဘေးအဘိသင်္ခါရဘေးကံတွေကိုတအားလုပ်နေတာလေနော်ကံတွေကိုအားထုတ်နေရတယ်ပုရုနာနာဘိသင်္ခါရေအဘိသင်္ခရောတိတိပုရုဇနာဟာကျမ်းဂန်ကဖွင့်တယ်အဘိသင်္ခါရတွေကိုအားထုတ်နေတာပုရုဇဉ်ပဲရိယာတွေကအဘိသင်္ခါရတွေနည်းနည်းလျှော့လာပြီနော်ပုထုနာနာအဘိသင်္ခါရေအဘိသင်္ခရောတိတိပုရုဇနာပုထုနာနာအဘိသင်္ခါရေအဘိသင်္ခါရအမျိုးမျိုးတို့ကိုအဘိသင်္ခရောတိလုံးလာကျိုးကိုအားထုတ်နေပါ၏အဲ့ဒါကိုပုရုဇဉ်လို့ဆိုသည်ဟာပုထုတတ္ထာရဏအုံလောမုခုံလောကိတာရိပုရုဇနာအဘိသင်္ခါရဘေးတွေမကဘဲနာနာတတ္ထဘေးအဲ့ဒီဘေးတွေကင်းသွားတယ်ဗျာကိုယ်တွေဘေးသုံးပြီးတော့ကင်းအောင်နေဗျာဆရာများတဲ့ဘေးသင်္ခါရကံဘေးသင်္ခါရဘေးရဲ့ဝိနိပါဒဘေးရဲ့အဲ့ဒီဘေးတွေကိုကင်းအောင်နေခုနကပြောတော်ပုဂ္ဂိုလ်သည်အဝိနိပါဒဓမ္မောအဲ့ဒီဘေးအဝိနိပါဒဓမ္မောဝိနိပါဒဘေးကင်းသည်နောက်မှာနိယတောဂတိမြဲသည်ဘာလဲနိယတောဂတိမြဲသည်နိယတောဂတိမြဲသည်ဂတိမြဲသွားတယ်ဂတိမမြဲတဲ့ဒုက္ခတော်တော်ခက်တယ်နော်ကိုကြည့်အောင်ခင်ဗျကိုယ့်ကိုရေစက်ချလွတ်ပြီးဂရိမြဲပြီလို့ခင်ဗျဒေါ်ထားတာကိုပြောရဲတဲ့နေ့ကျုပ်ဒါပြောပြသလားဟေးကိုကြည့်အောင်ဘုန်းကြီးတို့ဖေရဥတ္တမရအတင်းငါသိရေစက်မချနဲ့ကွာလို့ဘုန်းကြီးပြင်မနေတာပဲဒါမျိုးလောကနဲ့မင်းတို့မဆန့်ကျင်ရင်ပြင်လိုက်ကွာသမိန်စာတို့တင်တာတွေဓာတ်ပုံတင်တာတွေဘာပန်းကိုချတာတွေဒါမလုပ်နဲ့လောကနဲ့တော့မလုပ်ကွာဒါငါတော့မကြိုက်ဘူးဆိုကဲပေသူမှမကြိုက်တာရှင်းနေတာအမလုပ်တဲ့ပုဂ္ဂိုလ်ကငါပြောစီဘုန်းကြီးကကိုရင်အမလေးဖေးရတယ်ဖေးပဲတော့ကြမနေ့ကညနေရမှာငါပြောသေးပျော်လေးစားကြတယ်ပြောလိုက်လို့အမလုပ်တဲ့ပုဂ္ဂိုလ်ကယူရတယ်မနေ့9 နာရီဆုံးသွားငါပြောသေးလေးဒီကားအလောင်းမော်တင်ပြီးကြောကြည့်နေတယ်လေအမခင်ဗျကျုပ်ကိုသပင်မွေးဆွဲတဲ့အမဘာလို့လဲဆိုတော့ကုသိုလ်ရမလားလို့လုပ်တာဗောမောင်ကိုရင်အမောင်လေးရပေးစမ်းပြန်ငါပြောသေးဆိုပြီးဟာမလုပ်နဲ့လေဒါအရှင်မကြွပါမရောတလုံးငငယ်တဲ့ကိုရင်ပဲရက်သားရှိသေးတာလာသားရှိသေးတာအဲ့ဒါအမအဲ့ဒါလုပ်ပြီးတော့မှအဲ့ဒီသံဃာတော်အရှင်မြတ်ဗျာဘုန်းကြီးမြတ်ဗျာဒါတပည့်တော်ရဲ့ခမည်းတော်ကြီးပါအရှင်မြတ်အခုဒီကုသိုလ်တွေကောင်းမှုတွေအဲ့ဒီအမအမြပေးလို့အဖေကိုပေးရမှာငါမပေးနဲ့အဖေကလက်ရောက်ခမည်းဘာမှမသိတော့ဘူးအဲ့ဒါနဲ့အဲ့လိုအမဆိုခြေထောက်ကချတာခေါင်းကချတာဒါတွေကထုံးစံတွေပေါ့ဗျာပြီးတော့ရေဦးထိခွဲတာတို့ပတ်စံထည့်တာတို့ဘုန်းကြီးအဲ့ဒီတွေကဘာလို့မလို့ဆိုပတ်စံတမတ်ထည့်မလို့ပတ်စံတမတ်ဗျာကျုပ်ငငယ်တုန်းကဆိုရင်ပြားတမတ်ဆိုလို့ရှိရင်မြင်သာရောက်တယ်အခုမရတော့ဘူးတစ်ချက်ဖြစ်သွားပြီအဲ့တော့ကြက်စီထည့်ပါလားကိုရင်လည်းလာပြီးတော့ဒါချစ်ကန်လာလုပ်တယ်မထည့်နဲ့လို့ပြောတယ်ဆိုမထည့်တော့သူကနောက်ရွဲ့တယ်ရသလားအဲ့ဒါဆိုရင်ဖဲဝိုင်းမလုပ်ဘူးလို့ပြောတယ်အေးရမကြိုက်ဘူးလေသူကအဓိကလူသိရင်ဖဲရခြင်းရကုန်နော်တငယ်ချင်းတွေဘုန်းကြီးရတဲ့ဇေခုံလေးတော့နည်းနည်းလုပ်ပါတငယ်ချင်းတွေတင်တော့ကိုရင်တွေကိုခဲကွာဇေခုံတော့လုပ်ပါဇေခုံတော့အဲ့လိုမျိုးပေါ့လောကမှာလူသိပြီးဖဲဝိုင်းလုပ်ရဘာလေးလဲဗျဒီနိုင်ငံအဲ့နော်လူသေးရင်ဖဲဝိုင်းလုပ်ရမယ်စသည်အပြင်ပေါ့ဒီသေတဲ့ညာနဲ့ပတ်သက်ပြီးတော့
မြန်မာလူမျိုးများတရုတ်တွေကပို့ဆိုးသေးတယ်တရုတ်တွေလည်းမထူးသူတို့ရဲ့တော်သူမိစ္ဆာတွေများလာတော့သူတို့လည်းမတတ်နိုင်ဘာလို့ပတ်စံဆက်ကူလေးရှို့တာလဲတကယ်အစ်စ်မှရှို့လိုက်ပါလားမရှိဘူးတကယ်အစ်စ်မှမရှို့ပဲအတူလေးရှို့တယ်ရှို့ပါတယ်ပတ်စံဆက်မှရှို့လားမရှို့ငွေဆက်ကူလေစစ်တောင်းဆက်ကူတဲ့ရောက်တော့ရှင်ဘုရားတဲ့ဘုန်းကြီးကထွေးရအောင်ပြောတော့ရှင်ဘုရားရဲ့အဲ့ထွေးရတဲ့တိတ်မဟုတ်ပါနဲ့စိတ်မဟုတ်လေဒီလိုကတရုတ်နိုင်ငံအဲ့ဆက်ကူတဲ့တင်သွင်းနေတာဒါအဲ့ဒါဆိုရင်ချုပ်လျှော့ပါမယ်လေအဲ့စစ်တောင်းဆက်ကူတဲ့ကပတ်စံလေးတရုတ်ပြည်ကိုတင်သွင်းတာသူတို့ရှိမှဝါးတွေကလူတယောက်ကတူတစ်ခါသုံးဆိုတော့တရုတ်နိုင်ငံမှာဝါးတွေပြုံးနေတာလေခင်ဗျမြန်မာနိုင်ငံကဝါးစိုက်တာတရုတ်နိုင်ငံဈေးဝယ်ကျွတ်တို့ဝါးနဲ့ဖြူကွင်းလို့ရတယ်သူတို့တနေ့တူတရုတ်နိုင်ငံတန်ပေါင်း1000ကျော်ရှိတယ်တရားကိုတူနှစ်ချောင်းဆိုရင်တန်း2000တနေ့ကိုအနည်းဆုံးတူတန်း2000သုံးတယ်ဆိုဝါးစိုက်ုံတူစိုက်ုံတင်သွင်းုံမလွယ်လေးပဲဘုန်းကြီးကပြောခဲ့တယ်စစ်တောင်းဆက်ခင်ဗျားတို့စက်ကူတွေလုံးမနေနဲ့ခင်ဗျားတို့စက်ကူတွေက quality လေးမမှီဘူးတခုပဲရှိတယ်ခင်ဗျားဘာလို့တူနေတာလုပ်မယ်ဟုတ်တယ်ဗျာနိုင်ငံတော်ကြီးခဲ့တယ်အရှင်များတို့လမ်းညွှန်သွားတယ်အတူတူဖြစ်တူပဲလုပ်သွင်းအဲ့မှာပတ်စံစက်ကူလေးအများကြီးတွေ့နော်ပတ်စံစက်ကူလေးအဲ့တော့သေပြီးသွားတဲ့ပုံကိုဘုရားမှာသုံးအောင်ဆိုပြီးတော့ဒီကဘာပေါ်မှာသေတာနဲ့ပတ်သက်ပြီးတော့ဇီးစားတွေအများကြီးချက်ပါကလားလည်းကလားလည်းဗမာလည်းဗမာလည်းတရုတ်လည်းတရုတ်လည်းအဲ့တော့ကြည့်လိုက်တဲ့ခါကျတော့အားလုံးသောဥစ္စာခုနတုန်းကတရုတ်လူမျိုးများလည်းနောင်နာကမှာကိုကြည်အောင်သေပြီးကောင်းမွန်သုံးရအောင်ပတ်စံရှုတယ်ဘိသင်္ကာရပြီးဘယ်လိုနေရမယ်ထိုင်ရမယ်မသေးကြလို့နိယတမဖြစ်ဘူးဝိနိပါဒပြီးဘုရားထိုင်ဆောင်လိုက်တယ်နော်ဘုရားရဲ့ထိုင်ဆောင်တယ်မှာမဝင်ဘူးလားအဘိသင်္ကာရဘေးဝိနိပါဒဘေးကိုမလွတ်လိုက်တာဖြစ်ချင်းကြောင့်ပတ်စံနေမရှိပါတယ်ဟုတ်လားကရုကဓမ္မထည့်ပါတယ်ရည်စက်တွေချပါတယ်လာလဲဆုံးနေခဏသွတ်ပါတယ်ဟိုနေရာမှာသူကသူကန်းလျော်တာပေါ့ဗျာဥမာဆိုရတော့ဗျာအမဒေါ်အန်ဒီဆွေဆုံးသွားတယ်သူကတော့ကောင်းမှန်ကိုရောက်နေတယ်ဒီထဲမှာပတ်ဝန်းကျင်ထဲမှာဒီမဲ့ကောင်တကောင်လာနေတယ်ပေါ့ဟာဟုတ်ပြီဒီနေရာမှာနေရာလွတ်တယ်ဆိုသူလာနေမှာပဲလာနေတဲ့ခါကျတော့ဖြိုးပြင်းပြင်းတွေ့မယ်ဟာထင်သွားပြီဟာဒါအန်ဒီဆွေမကျွတ်ဘူးအဲ့လိုဖြစ်သွားဟုတ်ချင်လဲဟုတ်ချင်လဲမဟုတ်အဲဆိုလိုတော့ဘုန်းကြီးများကိုတွေ့ပါပဲတငယ်ချင်းပဲဘုန်းကြီးဝိဇ္ဇာနဲ့လိုက်တယ်ပေါ့ဗျာဘိုးကောတဲ့ကိုခေါ်ပြမယ်ကြည့်ထားတယ်ဆိုတော့မြတ်စွာဘုရားရှင်ကလည်းတတ္တပန္တိ9ရက်လို့ခေါ်ပါတယ်အရွက်ကလေး9ရက်ပို့ရှိရင်သစေတရေနေပါတယ်တတ္တပန္တိအရွက်9ရက်ဒါကြောင့်မလို့တန်ဃာတော်အရှင်သူမြတ်များသည်အရွက်9ရက်မြက်ပင်တော့ကိစ္စမရှိဘူးဥမာဆိုတော့ဒီကအာသောကပင်တော့အရွက်9ရက်တဲ့ပို့တော့အရွက်ကိုစိတ်မိလိုက်ရင်သီလသမာဓိရှိတာပြင်အဲ့နေရာမှာနှင်စာလေးတွေပေါင်းသေသွားတယ်သူကတော့မလုပ်ရဘူးရွာထဲသွားရင်သင်္ကန်းကိုယုံသွားတယ်သင်္ကန်းရမ်းလို့ရှိရင်အဲ့နာမှာရှိတဲ့အကောင်လေးကလဲပြီးတချို့တက်တန်းတွေကောင်သေကုန်အရွက်9ရက်ဒါကြောင့်တန်ဃာတော်ရှင်ညပဲမသွားနဲ့ရွာထဲကိုရွာထဲသွားရင်သင်္ကန်းယုံပြီးတော့အနဘတ်သီးဒီမှာရှိတဲ့အနဘတ်သီးကိုတက်သွားသင်္ကန်းကြီးဘန်းနဲ့ရမ်းလို့ရှိရင်သင်္ကန်းတန်ဃာတော်ရှင်မြတ်တွေသီလကြောင့်အဲ့ဒီမှာရှိတဲ့မှင်စာလေးတွေအားနေတဲ့ကောင်တွေသေကုန်အများကြီးပဲနော်ကိုတွေလည်းအများကြီးရှိအဲ့ဒါနဲ့ဒိုင်ဥဒမောင်ကိုလည်းငါလုတ်ပြမယ်သူ့အင်းနေပါလိမ့်ဖုတ်ခေါ်တော့တန်းစီလာဟဲ့အောင်တကောင်ပဲလာခဲ့အဲ့ဒီကအရွက်ကလေးတွေကိုချိုးလိုက်တန်းစီပြီးထွက်လာဟာကိုတွေလေမဲမောင်ကောမြင်ကိုတော့မမြင်ဘူးကွာမရောက်မတယောက်ပဲလာခဲ့တယောက်ပဲလာဒီနားလူတွေအကုန်လုံးသမီးတငယ်ချင်းတွေအကုန်လုံးမြင်ကိုတစ်ပါးတည်းမမြင်ဘူးဟာမောင်ရင်ထူးဆန်းလာရတဲ့အဆောင်တွေရှိတာဘာအဆောင်မှမရှိဘူးဟိုကောင်လူတွေမြင်နေရအဲ့ဒီရွက်ကလေးကူလိုက်နောက်လိုက်တော့အဲ့နဲ့မတ်တရမင်းငါ့ဘာဆိုခေါင်းနဲ့ပေါ့တော့အုံနဲ့လဲသွားပြန်ထကဲသွားတော့ကွာလို့ပြောလိုက်တာဘုန်းကြီးကဒီဟာလေးကိုသိထားတယ်သွားတော့မသွားဘူးလေပိကက်တော့အာမမင်းငါ့ကိုမကြောက်လို့လားဆိုထပ်ပြီးတော့အင်းနဲ့လို့လိုက်တော့အဲ့ဒီပုဂ္ဂိုလ်လူးလိမ့်သွားမသွားဘူးကိုတော့ကောင်ဖခင်ကခေါ်ထားတယ်နော်သူ့သိရကလေးကိုခူးလိုက်တာချင်းအဲ့ဒီကောင်နေစရာမရှိတော့ဘူးဟာဟုတ်တယ်ဘိုးကောကေလို့တတ်တပန်အရက်9ရက်တဲ့ပိုတဲ့သိရကိုခူးလိုက်တဲ့ကောင်အဲ့ဒီငနေလေးကပါလာတယ်ပါလာပြီးသူ့ရဲ့အင်းစွမ်းရင်တော့ဒီပုဂ္ဂိုလ်ကသွားကြတယ်မရှိတော့ဟာပေကက်ကတော့ဟာမှားသွားတယ်ကွာဒါသူလိုက်ရှာတယ်လိုက်ကြတော့ဘယ်နေရာမှာမှအကောင်လေးကမလွတ်ဘူးဟာသူဘိုးကောကြီးကြောင်ခေါ်ထားမှပေါက်နေပြီဒိုင်ဥသားအဲ့ဒါနဲ့ကိုခမရတခုလို့ဆိုတော့အဲ့လိုဆိုရင်ကွာတဲ့ဟဲ့ကြောင်ထောင်းတော့မင်းနေကွာဟောမရဘူးပြန်လာတယ်တဲ့အကုန်မြင်နေရအဲ့ဘုန်းကြီးကဆိုလိုတဲ့တော့အများကြီးရှိနေတာပဲနော်မေရောကြီးသိပါတယ်ခမရလည်းသိပါတယ်အန်တီဆန်နော်ဒေါ်သန်းရဲ့ဘုန်းကြီးရဲ့ဆွမ်းမပါပဲသူ့ရဲ့သူ့ရဲ့ယောက်ျားရဲ့အမဆုံးသွားတယ်ဆုံးသွားတဲ့ခါကျတော့ဘုန်းကြီးများကြွပြီးမကြွခင်မန်းလေးကိုစာတယ်မထွက်ခင်4နှစ်လောက်ကဆုံးတာ4နှစ်ဆိုတော့ဘုန်းကြီးရောက်တဲ့ခါကျတော့သူက4နှစ်သားရောက်သွားပြီတရေမကြီးတနေ့တိုင်းပြုတ်ရှိတော့အချိန်မှာဝင်ပူးတာအဲ့မိမအဲ့ဒီအန်တီတန်းရဲ့ရောင်းပါအတန်းရဲ့တဲ့
ငါတို့လူဝဲကြောင်တော့ရောက်သမီးမှမတည့်ဘူးပေါ့အခုကျတော့ငါလာချင်လို့ပါတဲ့ငါ့ကိုခွင့်ပြုပါဆိုခဏဘုန်းကြီးတွေထိုင်နေတန်းစီ၄၅ပါဘာဖြစ်တာလဲဥပဒနာကိုပြဆွာဆိုတော့ခင်ဗျားလဲဘာလုပ်တာလဲဆိုတော့ဘုန်းကြီးနဲ့မဆိုင်ပါဘူးတဲ့အတန်းနဲ့စကားပြောနေလို့ငါလာခဲ့ရတာလေနင့်ရှိလာဖို့၄နှစ်ကြိုးစားပါတယ်ရန်ငင်းတောင်မှနေပါတယ်အဲ့ဂျားမှာဖြတ်လို့မရဘူးသူ့ရှိစီနီယံတွေပေါ့ဗျဂျူနီယံဖြစ်နေလို့စီနီယံရဲ့ရှေ့မှာရှိဖြတ်လို့မရလို့အခုကျတော့နည်းနည်းသူလည်းဆိုင်ရပန်းနဲ့လက်ထိုးရတော့ဗျသူစားတော့ကြလေအဲ့တော့ရှေ့ရောက်လာကြတော့ဘူးဘလို့နေလဲဆိုတော့သူ့ရဲ့အကြီးကလေးတယောက်ကကုသိုလ်တော်ဖရာရဲ့အစွန်လေးမှာတနေရာသာပေးပါတယ်တခါမှအဝတ်စားမရှိဘူးသေစဉ်တုန်းကသေစဉ်ခါတုန်းကမန်းလေးမှာခုနပြောတယ်အဝတ်စားမရှိပဲနဲ့အဲ့လိုပြီးတော့တကူလုံးဝတ်စားမရှိဖြစ်နေတယ်ဘုန်းကြီးကအဲ့တော့ဘုန်းကြီးတွေစုံလုံးဆိုဝင်ပူးလိုက်တယ်အန်တီဆန်လိုလေးနောက်တညဘုန်းကြီးသင်္ကန်းစုံယူပြီးသင်္ကန်းဒီနေ့သူ့ရဲ့အကိုကြီးမရောဗျာသင်္ကန်းလေးရေးသက်ချနောက်တစ်ခါတက်ပြီးအဝတ်စားရတယ်ဒါဆိုတော့ထူးထူးဆန်းဆန်းအဲ့ဒါမျိုးဘုန်းကြီး၅ဦး၆ဦးမကကိုယ်တွေ့ကိုယ်တိုင်ကြုံရပါတယ်အဝတ်စားမရှိဘူးသင်္ကန်းဒါကြောင့်လည်းဘုန်းကြီးကတစုံတစ်ယောက်သောမျိုးသမီးမျိုးသားတွေတည်တဲ့အခါမှာနည်းနည်းပါးပါးသိနေတယ်သင်္ကန်းတော့တွားလှူခိုင်းတယ်ဘာအန်ဒီမူခင်ဗျားတို့ရဲ့ပတ်သက်တွားလှူလိုက်ဆိုတော့ဘာပဲပြောပြောအဲ့ဒီအဝတ်စားမရှိသောတစေသေးများကဥကောသံနဲ့သင်္ကန်းရောသူတို့သင်္ကန်းအဝတ်စားရရင်ဒီပုဂ္ဂိုလ်တွေကျုပ်ကိုစောင့်ရှောက်မှသိကြတယ်ဟာဓမ္မကြီးကျောင်းငါစောင့်ရှောက်မယ်ငါတို့အဝတ်စားလှူတယ်ဟုတ်တယ်ခင်ဗျားတို့ကလည်းမသိရမှာအဲ့တော့ဘုန်းကြီးအမြဲတမ်းကိုယ်တော့တွားလှူလိုက်ကြုံတဲ့လူတိုင်းမှာဘုန်းကြီးသင်္ကန်းဆရာဦးခေမာရဲ့ခမကြီးတော်ကြော့ဝေနဲ့သင်္ကန်းဒါဘာဖြစ်လဲဆိုတော့အခုလိုဝတ္ထုများကိုတွေ့ရတာဖြစ်ချင်းရောအဝတ်စားမပါတော့ရှာဘူးမပါတော့တဲ့အတွက်ဘုန်းကြီးများရဲ့အစာအုပ်ဆုံးကြုံမှုတာကဘုန်းကြီးများတဝါတော့ဆရာတော်ဥက္ကန္တဗုဒ္ဓရဲ့ဥဒေဇနီယကျုပ်ကလည်းဆရာဝိကိုတကယ်တွေ့တယ်မင်းဟာဘုန်းကြီးကသူကသင်္ကန်းလူတဲ့အောက်မှာအမျိုးသမီးရဲ့အတွင်းကအင်းအဖြူလေးကျုပ်ကလည်းအဲ့ဒါပဲစိတ်ဝင်စားတယ်ဘုန်းကြီးဥဒေဇနီယသူကအချင်းချင်းပြောထားပြီးတော့ခြေဆက်ချတာဣမန်စဣမန်ဝဋ္ဌံစဘုန်းကြီးကဣမန်ဝဋ္ဌံအဝတ်တော့ဟိုအတွင်းရဲ့အင်းကြီးမပြောဘူးပေါ့ဗျာသင်္ကန်းတွေကိုစီဝရန်စစီဝရာနိစသင်္ကန်းတို့ဟို၎င်းအဲ့လိုရေသက်ချတယ်ဒီအဲ့ဒီသင်္ကန်းတွေကြားမှာပလတ်စိတ်လေးနဲ့သူကလည်းဗျာလုံးလုံးချုံထားပါတော့ဒီကမအဲ့ဒါသူကငါ့ကိုအတွင်းရဲ့အင်းကြီးလဲသူပါတန်ဃာတော်ရှိမှရေသက်ချပါသင်္ကန်းလဲ9စုံကပ်ပါဆိုသူအဲ့ဒါလေဘုန်းကြီးအဲ့ဒါဘာလို့တိတိနေတာမဆရာတော်တွေ့ပါလိမ့်မယ်ဥဒ္ဒေစနေကျကမေးတယ်နောင်ကြမှာအလူရှင်ကို၌ကအဲ့လိုသူတို့ရဲ့အမေကအောက်ပိုင်းအဝတ်စားရှိ၍အပေါ်ပိုင်းအဝတ်စားမရှိဖြစ်ချင်းကြောင့်အဲ့ဒီအတွင်းကအဝတ်စားလေးကိုတန်ဃာတော်ရှိမှရှေ့မောက်မှာသင်္ကန်းလူရေးစက်ချပါလို့ကျုပ်တဝါကနှစ်ပေါင်း25နှစ်ကအဲ့ဒါဆရာတော်ကြီးဥဒေဇနီယကိုကပ်မေးတော့မှမင်းတော်တော်ရှာရှာဝင်သိကျင်တာပဲသွားမေးအဲ့ဒကမဆိုဒကမမေးတော့မှအမေကအဲ့လိုပြောလို့ဆိုတော့ကပရံလောကမှာလူပေါင်းမြောင်များစွာရှိတယ်ပုရုဇဉ်များသည်မြင်ရသောတတ္တဝါမမြင်ရတတ္တဝါများတယ်အဲ့ဒါကိုနာနာဘာဝဆိုလိုက်တာပါနာနာဆိုတာပါလေအတိအတိဘာဝဆိုဘဝနာနာဘဝဘာဝမဟုတ်နာနာဘဝအဲ့ဒါကိုခင်ဗျားတို့ကနာနာဘာဝမှားပြန်ဟုတ်တယ်လေနာနာဘာဝဝိနာဘာဆိုတာကသေခွဲခွဲရင်ရှင်ခွဲခွဲရင်ကိုပြောတာနာနာဘာဝဝိနာဘာဝဒါလည်းမှားပြန်ဟုတ်တယ်နော်နာနာဘဝနာနာဘာဝမသိဘူးဘယ်လိုပြောလဲဟဲဟိုကောသံတော်ကျောင်းမှာနာနာဘာဝတွေရှိတယ်တော့ဟုတ်ဘူးနာလေးလိုက်တယ်ခင်ဗျနာနာဘာဝဝိနာဘာဝသေခွဲခွဲခြင်းရှင်ခွဲခွဲခြင်းနာနာဘာဝဝိနာဘာဝဟုတ်ရင်အဲ့ဒါဘာဝနော်သေခွဲခွဲခြင်းရှင်ခွဲခွဲခြင်းသေခွဲခွဲတယ်ရှင်ခွဲခွဲတယ်ဟိုကနာနာဘဝအမျိုးမျိုးရှိပါတယ်တစ်ပင်ခုတ်ရင်သံဃာတော်ရှင်သူမြတ်တွေဒါကြောင့်မလို့သတိထားရပါတယ်တစ်ပင်တွေမှာသူတို့ဘုံပိတ်မှန်လေးပြတ်သွားတယ်။တော့သံဃာတော်ရှင်သူများတစ်ပင်ကိုမခုတ်ရဟုတ်တယ်နော်။ဘုန်းကြီးတွေကတစ်ပင်ခုတ်လိုက်တယ်။သူကြောင်းမလို့ခုတ်လိုက်တဲ့ခါမှာဟိုမှာရှိသောရုပ်ကစိုးမကအိုးအရှင်မရရဲ့ဒါတပည့်တော်ရဲ့ပိတ်မှန်လေးမလုပ်ပါနဲ့တဲ့။မလုပ်ပါနဲ့ဆိုတဲ့ခါကျတော့မရဘူးငါလည်းငါပိတ်မှန်မဲ့ဟာဆိုခုတ်တော့ပစိန်ကိုလွှဲလိုက်တဲ့အချိန်မှာအော်ဘုန်းကြီးဆိုတာဘာပြောတနာကရုဏာရှိတယ်။ငါသားလေးတွေ့တော့တပည့်တော်မှအပြိုမဟုတ်ပါဘူးဗျာအိုမပါခလေးလေးရှိတယ်ဆိုခလေးလေးထုတ်ပြခလေးလေးထုတ်ပြဟိုကလည်းဘုန်းကြီးကအရှိန်လုံးသွားကြိုင်နေတယ်ခလေးလေးလက်ပြတ်သွားတယ်သားသမီးကြီးမှကိုရင်းမစားတဲ့ကျင်နာတရားမရှိတဲ့ဘုန်းကြီးတတ်တော်မယ်ဆိုသူကသူ့စွမ်းအားနဲ့တတ်မလို့လိုက်တော့ဩခုနခွေးရချင်းခွေးရှင်ကြည့်ဆိုတော့ဗျာသူ့သိုးကိုမောင်းကျင်တော့မှသိုးပိုင်ရှင်ကိုကြည့်ရတယ်ဆိုတော့သူကမြတ်စွာဘုရားရဲ့သားတော်ငါသားလေးကိုတတ်လိုက်တော့လေသူ့မဲ့အဖေရှိတယ်သူ့ဖေငါသွားတိုင်တယ်ဆိုချက်ချင်းသဘောတော်ထိတ်လိုက်တယ်အဲ့နဲ့ဘုရားအရှင်ဘုရားတပည့်တော်သားလေးလက်ပြတ်သွားတယ်ကြည်စမ်းမောင်ဘုရားဆိုတော့မြတ်စွာဘုရားဩယဟန်ဖြစ်ပါတဲ့နဲ့ကာယဝစီကံတွေကိုဒါကြောင့်မလို့ဘုန်းကြီးပါလေလင်မရှိသောမယားတကွန်မရှိသောယထာအလံမရှိသောယထာနှုတ်မဆောင်ခုနကာယင်တွေမဆောင်စည်းသောယဟန်ဆိုအဲ့ဒါပြောအိန္ဒြေမဆောင်စည်းတဲ့ယဟန်မင်းယဟန်ကိုမြတ်စွာဘုရားကဆုံးမတွန့်တင်ပြီးတော့မှချစ်သမီး
မင်းဒီလိုဒေါသကိုချက်ချင်းထိမ့်သိနေတာသူတော်ကောင်းပဲဆိုပြီးတရားဟောတော့သောတာပန်တည်သွားတယ်သောတာပန်နဲ့တည်တဲ့တည်တော့အဲ့ဒီဇေတဝင်ကျောင်းကအနာရမင်းတတိရဲ့မဟုတ်မှနေရာရသူရုပ်ကစိုးဘဝတော့မပြောင်းပါဘူးဟုတ်ပြီနော်ရုပ်ကစိုးဘဝနဲ့ပဲနေတယ်သောတာပန်တည်တယ်တစ်ချိန်တည်းမှာသောတာပန်တည်သွားတယ်ဒါကြောင့်မလို့တစ်ပင်မခုတ်ရပါဘူးအာဝိနိပါဒဝိနိပါဒဆိုတာဝိနိပါဒအတူတာကိုပြောတာမဟုတ်ဘူးသေရင်သလိုသေမွေးရင်သလိုမွေးတာကိုဝိနိပါဒဘေးလို့ဆိုတာပါကြာလံပေါ်မှာရှိသွားတဲ့ပုဂ္ဂိုလ်ဒီအဲ့ဒီဝိနိပါဒဘေးကင်းပါတယ်နောက်ပြီးတော့အနိနိယတောဂရိမြဲပါတယ်တံဘောဓိပရာယနောသိကောင်းတဲ့ဂုံလုံးချက်ဒါခဏကြလို့မရဘူးပုရုဇဉ်တွေမရနိုင်ဘူးအရိယာတွေရမယ်ကောနောက်ပြီးတော့တံဘောဓိပရာယနောတံဘောဓိပရာယနောအထက်မဲ့၃ပါးလင်းလဲလျောင်းရရှိတယ်ငပြောဘူးဆိုတာအဲ့ဒါပါပဲငပြောတိုင်းကြီးစိုက်ထားပါပြီဒါမဲ့တစ်ပတ်ဆိုရင်ဂုံတော့မဲပြီးတော့မဲတံဘောဓိပရာယနောအထက်မဲ့၃ပါးလင်းရေးတယ်မှရှင်အထက်မဲ့၃ပါးလင်းလဲလျောင်းရရှိတယ်ဥတ္တိယရှိသွားပြီဒါကြောင့်မလို့သူသည်ဩမောစိတ်တဝါဗါရလေဣဒာဣသာဒနာရောနဲ့ဧကိသောပုဂ္ဂလောအချို့သောပုဂ္ဂိုလ်သည်ဩမောစိတ်တဝါပေါ်လာပြီး၍ဝိပတ္တိဝီလောကေတိသူသွားရမယ်လမ်းကိုတွေ့မြင်တော့ပါ၏သံမောဓိပရာယနောထက်မဲ့၃ပါးလဲလျောင်းရရှိတယ်ဥတ္တိချက်ရှိသွားပြီပုရုဇဉ်တွေဥတ္တိချက်မရှိသေးပါဗါလေပုရုဇဉ်တွေဥတ္တိချက်မရှိသေးပါပုရုဇဉ်တွေဥတ္တိချက်ရှိလားမရှိတာချင်းကြောင့်ပုထုသဗ္ဗဂရိအာဝဋ္ဌိတာဟောဘုရားမြတ်ရဲ့ပုထုပုရုဆိုတာနာနာပြောတဲ့ပဲနာနာဘဝကိုပြောတာနော်နာနာဘဝကိုပြောတာပုထုကိုယ်ဆိုပုထုသဗ္ဗဂတိအာဝဋ္ဌိတာဒီပုထုဇနာဟောကျမ်းဂန်ဖွင့်တာပုထုသဗ္ဗဂရိဂရိအားလုံးကနေလူလည်းဖြစ်နေတယ်နှက်လည်းဖြစ်နေတယ်ပြမာလည်းဖြစ်နေတယ်ခွေးလည်းဖြစ်နေတယ်ငှက်လည်းဖြစ်နေတယ်ကြွက်လည်းကြက်လည်းဖြစ်နေတယ်အဲ့လိုသဗ္ဗဂတိပုထုသဗ္ဗဂတိဟိဂတိမှန်တယ်လေမှန်တယ်လေပုထုသဗ္ဗဂတိဟိဤလွဲ့လေဤဂတိကိုဤလွဲ့ဟိအာဝဋ္ဌိတာအာဝဋ္ဌိတာထိမုံထောက်အောင်မယ်ထုံးတယ်အာဝဋ္ဌိတာအာဝဋ္ဌိတာဟောကောင်းလိုက်တဲ့ပါဠိလေပုရုဇဉ်ဆိုသည်မှာပါလဲဆိုတော့ပုထုဆိုသည်မှာဟုတ်ပြီနော်ပုရုဆိုသည်မှာဂတိအလုံးကိုဆိုတာဇနကဖြစ်တာဂတိအလုံးမှာဖြစ်နိုင်တဲ့ပုဂ္ဂိုလ်ပုထုဇဉ်ပုရုဇဉ်ရဲ့သမိုင်းအကြာကြီးပုရုဇဉ်နဲ့ပတ်သက်တာအများကြီးရှိသေးတယ်ဘုန်းကြီးများနည်းနည်းပြောတာနော်ပုထုဆိုတာဂတိအလုံးဇဖြစ်တာအဲ့တော့ပုထုသဗ္ဗဂတိအာဝဋ္ဌိတာအာဝဋ္ဌိတာဆိုတာဇနကိုဖွင့်တာအဲ့တော့ပုထုဆိုသည်မှာဂတိအလုံးကိုဖြစ်နိုင်တယ်လူနဲ့မြမဂတိဝိမုတ္တံကိုမဖြစ်နိုင်ဘူးဂတိအဝိမုတ္တဖြစ်သွားတယ်ပုထုဇဉ်ဆိုသည်မှာဂတိအလုံးကိုဖြစ်နိုင်တယ်ဂတိအလုံးကိုလူနဲ့ရေးရမလို့တော့ဘူးဖြတ်လိုက်ပါတော့ဂတိအလုံးမှာဆိုပြီးပြီပေါ့ဂတိအလုံးကိုကုန်ပြီဒီနေ့တရားနာကြွလာတဲ့ပိဿအားလုံးဓမ္မကြီးဆရာတော်ဥပဒနာရဲ့ပရိညွတ်လာကွယ်နေ့ကထိန်ကြွပါပရိသမင်းနဲ့မြင်များသိခဲ့ပါလို့မျိုးပါဗျာအကုန်လုံးမှာဆိုခင်ဗျာအဲ့ဒါကိုခင်ဗျာဆရာဝန်ကြီးဥအောင်မြတ်လို့ရေးကြမလို့တော့အကုန်လုံးကြွခဲ့ပါနော်ဟုတ်တယ်လားပြီးရောဗျာပါတယ်လေပုထုသဗ္ဗဂတိအာဝဋ္ဌိတာရိပုရုဇနာပုရုဇဉ်ဆိုတာဘာလဲပုထုဂတိအားလုံးသင်္ခါရအားလုံးကိုအကုန်လုပ်တယ်မကောင်းတဲ့သင်္ခါရကောင်းတဲ့ဟာအကုန်လုပ်တယ်အဲ့ဒါလေးရေးပြလိုက်အောင်ဘုန်းဆိုပြီးပုထုဇဉ်တွေအပြစ်ကိုများများပြောမှာဥအောင်မြတ်ရဲ့သင်္ခါရအားလုံးအကုန်လုပ်တယ်ပုထုနာနာပိသင်္ခါရတွေပိသင်္ခါရောတေတိပိသင်္ခါပိသင်္ခါရောတေတိဆိုခြင်းကြောင့်ပုထုမြန်မာလိုပြောရင်သင်္ခါရအားလုံးကိုတိမ့်ကြုံလုပ်တယ်ယာရုတမေဘဲဥလေးမြောက်တယ်ပွဲထိုးတယ်ဒါတော့အကုန်လုပ်တယ်ပုထုဇဉ်ဘာလုပ်လဲအကုန်လုပ်တယ်နော်ဆရာတော်ဘောဓနာရှင်မယားကြောင်းမြန်ပြရအောင်ဟာဒီပရိစိတ်လေးကိုနေ့တိုင်းဘယ်လောက်စိတ်ပဲစိတ်တယ်အကုန်လုပ်တယ်နော်အကုန်လုံးသင်္ခါရအားလုံးကိုအကုန်သိမ့်ရုံလို့တယ်ကောင်းတဲ့သင်္ခါရမကောင်းတဲ့သင်္ခါရအကုန်လုပ်တယ်ဆိုသင်္ခါရနဲ့ဝိပဿနာဉာဏ်နဲ့ကဆန့်ကျင်ပဲလားတဲ့တူလားသင်္ခါရကိုအိဋ္ဌဒုက္ခအနတ္တတင်ရမှာအကုန်လုံးနေကြိုက်နေမှာတော့တင်လို့မရဘူးကိုကြည့်အောင်တင်ရမနေနဲ့တော့မောင်းကြည့်အောင်သင်္ခါရကိုသင်္ခါရေသူခယဒေနာနေသံဘယဒေနာဟာဒီသင်္ခါရတွေကိုဘေးလို့မြင်ရပါနဲ့ဆိုတယ်ခင်ဗျားတို့ကဘေးလို့မမြင်ချစ်လို့မြင်တယ်ကိုယ်တို့သင်္ခါရကိုဝိပဿနာဉာဏ်ဘာလို့ရမှာလဲဘေးလို့မြင်ဖြိုခွဲရမှာကြုံသမျှသင်္ခါရအကုန်လုံးတဲ့ပုရုဇဉ်နဲ့အဲ့ဒီဝိပဿနာဉာဏ်နဲ့လာမှာဒါဆိုရင်ခင်ဗျားတို့တတ္တတရားကရက်နေတယ်ဟုတ်ပြီလားအခုတော့ဗာလဲတိုးတာကြီးပြောလိုက်ပြီနော်တိဏ္ဏတန်ရောဇဏဏတန်ရောဇဏ၃ပါးတို့ကိုပြိဋ္ဌာကုံရင်းကြခုကြာမောက်ကြာလာနဲ့ပြီးသွားပါပြီငါပြောဖို့ကိုလည်းတွယ်တော်နည်းနဲ့ပြောခဲ့ပါပြီနောင်လာမဲ့ပတ်မှာထီတော်တို့ခုနငှက်မြနာတို့အစစ်မြင့်ဒီဟာပဲရှိပါတော့သုတ်တန်ကြီးပုဂ္ဂလပညာပါဠိတော်ကြီးကိုကိုးကား၍ကြာလာမှမှနေရခြင်းသည်ဂရိယာလုံးကိုမဖြစ်တော့နေရတော့သင်္ခါရမှငါသိဉ္ဇုံမလုပ်တော့ဘူးလုပ်သေးလား
လို့တော့ခင်ဗျားတို့လုံးတော့ခင်ဗျားတို့ကတော့ကိုကြီးအောင်သင်္ခါရအားလုံးကိုသိယုံလို့ဆရာမှန်သမျှလိုက်သေးလားမလိုက်တော့ဘူးဒါနာနာတ္ထအုံလောကနာဆရာများတဲ့ဘေးအာဝိနိပါဒဝိနိပါဒဘေးနောက်ပြီးတော့သင်္ခါရဘေးအဲ့ဒီဘေးတွေဂတိဘေးသဗ္ဗဂတိဘေးတွေမှာကင်းဝေးကြသည်ဖြစ်၍နေရတော်သံဃောရိပရာယနောဆိုတဲ့အတိုင်းပဲသောတပရိမဉ္ဇဉ်ကိုရနိုင်ကြသည်ဖြစ်၍အထက်မဲ့၃ပါးလျင်ဥတရားရှိ၍အထက်အရိယာမက်တစ်ဆင့်နဲ့တစ်ဆင့်မြင့်တက်၍အနုပါရိတေသနိဗ္ဗာန်ဝန်းဆန်နိုင်သောသူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်းကဲဆိုဣမာယ